တန်လေးတွေကိုအရင်ဆုံးစပြီးတော့ပိတ်ဆက်ပေးစေချင်ပါတယ်ဆရာ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ဖြစ်စဉ်ချက်ဖြစ်ပါတယ်ကျမဒီမှာပန်နယ်ထိုင်နေဆိုတာအယူကိုစားပြုအနေနဲ့တက်ရောက်ပြီးတော့ထိုင်တာဖြစ်ပါတယ်ရှင်ဒီပွဲကိုတက်ရောက်ဖို့ဆိုရင်အစားဆိုရင်အရင်စိတ်လှုပ်ရှားနေခဲ့ပါတယ်ဘာလို့ဆိုတော့ဒီအချိန်ကပထမဆုံးအချိန်ဆိုတော့ပေါ့နော်ပြီးတော့ကျမအနေနဲ့ကျမကတော့အခုမှပေါ့နော်ဒီကြီးကြီးအောင်ပြီးတော့ပေါ့ကျောင်းရှောက်ဖို့အတွက် University တက်ဖို့အတွက်ကျောင်းရှောက်ထားတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ရှင်အားလုံးတရားဝင်တော့ပါရှင်ကျေးဇူးပါโอเคအားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကတော့ဒေါ်အေးရတနာဦးဖြစ်ပါတယ်တရားလွတ်တော်ရှိနေတူပါကျမဒီနေ့ဒီ International Women Day နဲ့ပတ်သက်ပြီးတော့ဒီနေ့ panel မှာလာပြီးတော့ဆွေးနွေးခွင့်ရတဲ့အတွက်လည်းအများကြီးဝမ်းသာပါတယ်ဒီမှာလာပြီးတော့တက်ရောက်တဲ့သင်တန်းကဖိတ်ကြားထားတယ်ပေါ့နော်အဲ့ဒီတော့ဒီနေ့တွေ့ရတဲ့အတွက်လည်းဝမ်းသာတယ်ပြီးတော့ဒီမှာ panel တူတူထိုင်ကြမဲ့ဆရာမလေးနဲ့ဆရာကြီးနဲ့တွေ့ရတာလည်းအများကြီးပြန်ပြောဝမ်းသာပါတယ်ဟုတ်ကဲ့ကျမရဲ့အကြောင်းလေးကိုနည်းနည်းလေးရှင်းပြမယ်ပေါ့နော်ကျမကတော့ဒီ2015မှာပေါ့နော်ဒီအလုပ်တင်ရှင်းနေလုပ်ခဲ့ပြီးတော့2016မှာရှင်းနေလိုက်စင်ရခဲ့တယ်ကျမဒီရှင်းနေလုပ်ငန်းကိုလုပ်ကိုင်နေတာက10စုနှစ်တစုရှိပြီပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျမဒီရှင်းနေလုပ်တဲ့လုပ်ငန်းတွေထဲမှာဒီလူမှုဘဝတွေအတွက်အများကြီးပြီးခဲ့တယ်ပေါ့နော်အဲ့လိုပြီးခဲ့တဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီနေ့ပွဲလေးမှာကျွန်တော်ပြရှင်းတယ်ပြီးတော့ကျမတို့ဒီအမျိုးသမီးတွေကလည်းကိုကဘယ်လောက်ထိလုံနိုင်နေဆိုတဲ့ဟာလေးတွေရှိရပေါ့နော်ဥပမာကျမတို့ဆိုရင်ဒီတိုင်းတာဝန်လေးကြည့်လိုက်ပြီဆိုရင်ပေါ့နော်ဈေးထဲကိုသွားရင်တော့မှသူကအသက်ငယ်ငယ်လေးပဲရှိသေးတာပဲဆိုပုံစံမျိုးပေါ့နော်အဲ့ဒီမှာတကယ်တော့အသက်ရွယ်နေလည်းမဆိုင်ဘူးအမျိုးသမီးဖြစ်နေတာလည်းမဆိုင်ဘူးကျမတို့လုံနိုင်ဖို့ပဲလိုတဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့လေကျမအများကြီးဒီနေ့ပြောပြပေးရှင်းပါတယ်ဟုတ်ကဲ့ပါဒီနေ့ဒီပန်နယ်လေးမှာပါဝင်ခွင့်ရတဲ့အတွက်ကောဒီအဆက်စမတွေအားလုံးနဲ့တွေ့ရတဲ့အတွက်ကောအများကြီးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်မကတော့တရားလွတ်တော်ရှင်နေတော်တယ်မမပါရှင်ကျွန်မကတော့ဒီခုဒီဆွေးနွေးပွဲမှာပါဝင်ပြီးဆွေးနွေးခွင့်ရတဲ့အတွက်ကောဒီမျိုးသမီးများနေ့မှာအခုလိုမျိုးသမီးတွေတက်ရောက်လာကြတဲ့ပြည်သက်တွေကိုခုလိုဆွေးနွေးခွင့်ရတဲ့အတွက်အများကြီးဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ကျွန်မအနေနဲ့ကလည်းဒီအိမ်လောင်ရှင်မျိုးသမီးတူကလေးအမေရောနော်အိမ်လောင်ပွဲမျိုးသမီးတူရဲ့ဘဝကိုဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံလေးတွေရှေ့နေတယောက်ကိုဘယ်လိုမျိုးဒီနိုင်ဟိုမှုကိစ္စတွေမှာဆောင်ရွက်ရရတယ်လူမှုရေးတွေမှာဆောင်ရွက်ရတဲ့ကိစ္စတွေအဲ့ဒီမှာဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံလေးတွေဒါလေးတွေကိုအားလုံးကိုဝေမျှပေးပြီးဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီလိုခုလိုမျိုးပွဲလေးမှာခုလိုအားလုံးကိုတွေ့ရတာကိုကျွန်မအနေနဲ့အရန်ကိုကျေးဇူးတင်မိပါတယ် Hello ဘာလို့လဲပါကျွန်မနာမည်ကတော့ Nico လို့ခေါ်ပါတယ်ဗောနော်ကျွန်မကလည်းရှိဒီ Happy Hand Organization မှာAlways Supervisor အနေနဲ့ပေါ့နော်ထောင်ထမ်းဆောင်နေပေါ့နော်ကျွန်တော်တို့ကဒီ LGBT နဲ့ပတ်သက်ပြီးတော့ LGBT ရေးရဆောက်ကရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရောကနေပြီးတော့လောက်ဆောင်နေရပါတော့ကျွန်မဒီမှာဆွေးနွေးတော့မှခါကြတော့ဒီကျွန်တော်တို့ LGBT တွေထဲမှာပါဒီကျွန်တော်တို့ transgender woman ပေါ့နော်ဒီ transgender woman တွေရဲ့သူရဲ့ဖြတ်တန်းနေရတဲ့အခြေအနေတွေခက်ခဲတွေပေါ့နော်ဒီဥစ္စာတွေကိုကျွန်တော်တို့ဘယ်လိုဖြတ်ကျော်လဲဘယ်လိုခံစားနေရလဲဆိုတဲ့ဟာတွေကိုကျွန်တော်ဆွေးနွေးပေးတော့မှဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါခုလိုမိတ်ဆက်ပေးသွားတဲ့ဆရာမတို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီနေ့ပေါ့နော်ဒီ2025ရဲ့ International Women Day ရဲ့အဓိကဆောင်ပုဒ်ကတော့ဒီ Accelerate Action ပေါ့နော်ဒီလှုပ်ရှားဆောင်ရွက်မှုတွေကိုအရှိန်အဟုန်မြင့်ဖို့ပေါ့ဒီဗမာလိုနဲ့ဘာသာပြန်ရင်တော့မျိုးသမီးများအသက်ဆုံးဖွံ့ဖြိုးတိုးတက်ဖို့အရှိန်အဟုန်မြင့်လှုပ်ဆောင်ဖို့ပေါ့နော်အဓိကmain ဥတီသွားမှာကတော့အဲ့ဒါပေါ့နော်ဒါပေမဲ့အဲ့လိုအရှိန်အဟုန်မြင့်လှုပ်ဆောင်ဖို့ဆိုတဲ့နေရာမှာဘာတွေကိုအခြေခံပြီးသွားမလဲဆိုတော့အခွင့်အရေးတွေပေါ့နော်သူတို့ရဲ့ right ပေါ့နော်အခွင့်အရေးကိုအခြေခံပြီးဆွေးနွေးမယ်ပြီးတော့မှတန်းတူညီမျှမှုတွေကိုအခြေခံပြီးဆွေးနွေးမယ်နောက်တစ်ခုကတော့ဗာလဲဆိုတော့ဘယ်လိုမျိုးစွမ်းဆောင်ရည်ပြည့်တယ်မလဲ empower ဖြစ်အောင်ပါလို့ကြအောင်လဲပေါ့နော်ဘာလို့လဲဆိုတော့ women empowerment လို့ကျွန်တော်တို့နှစ်ပေါင်းများစွာပေါ်ခဲ့ကြတယ်လုပ်ခဲ့ကြတယ်ဒါပေမဲ့လို့women empowerment ဖြစ်ဖို့ဆိုတာကလည်းဒီအမျိုးသားကဆရာမကိန်းကြီးလည်းအခွင့်အရေးမှာပြောသွားတယ်ပေါ့နော်အမျိုးသားတွေရဲ့ပေါ့နော်man engagement ပေါ့နော် chase ပါဝင်ပူပေါင်းမှုပံ့ပိုးကူညီမှုတွေပေါ့နော်အဲ့တော့အဲ့ဒီအနေအထားတွေမှာအခုဆရာမတို့တယောက်ချင်းစီကနေပြီးတော့ဆွေးနွေးကြတဲ့အခါမှာလေမှာပေါ့နော်အခုလက်ရှိလူငယ်ဆိုလို့ရှိရင်လူငယ်တယောက်သူ့ရဲ့မိန်းကလေးတယောက်ရဲ့ဖြစ်တည်မှုရာဖြတ်တန်းတဲ့အခါမှာသူတို့ရဲ့အခွင့်အရေးတွေနဲ့ပတ်သက်တာ
သူတို့ရဲ့ရက်တီရတဲ့ပုံစံတွေဘယ်လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေနဲ့ကျွန်တော်တို့ဆွေးနွေးမယ်အဲ့လိုပဲဟိုပညာရှင်အနေနဲ့ဆွေးနွေးတဲ့အခါမှာလည်းပညာရှင်တွေအနေနဲ့ဒီ right တွေနဲ့ပတ်သက်ပြီးတော့ဘာတွေလှုပ်ဆောင်ပေးနေတယ်အဲ့လိုလှုပ်ဆောင်ရတဲ့အခါမှာလည်းအဲ့ဒီ right အတွက်ကိုဟိုသူ့ရဲ့စိန်ခေါ်မှုတွေကဘာတွေလဲဘယ်လိုဟာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုပဲဟိုဆရာမတို့ဒီဟိုမိခင်တယောက်အနေနဲ့ဖြတ်တည်ရတဲ့လူတွေဆိုလို့ရှိရင်ဘယ်လိုနေထားလေးရှိလဲအဲ့ဒါမျိုးတွေကျွန်တော်တို့အနေနဲ့ဟိုပထမဆုံးဒီအခွင့်အရေးတွေနဲ့ပတ်သက်တာလေးကိုပထမ round တွေနဲ့ဆွေးနွေးလိုက်ရင်ပို့ပြီးတော့အဆင်ပြေမယ်ပေါ့နော်ပြီးတော့မှဒုတိယနဲ့တတိယမှာတော့ဟိုတန်းတူညီမျှမှုတွေအတွက်ကိုဘယ်လိုလုပ်လဲ empower ဖြစ်အောင်ကျွန်တော်တို့ဘာလေးလုပ်ကြမလဲဆိုတာလေးနဲ့ဟိုဆွေးနွေးလိုက်ရင်ကောင်းတယ်တူတယ်ပေါ့နော်အဲ့ဒါဆိုရင်တစ်ဖက်ကဟိုနားထောင်ရတဲ့ဘက်မှာလည်းပို့ပြီးတော့ဟိုသူတို့အနေနဲ့ဟိုဘာတွေထပ်ဖြစ်မလဲဆိုတာလည်းပို့ပြီးတော့ရှင်းရှင်းလင်းလင်းသိလာလိမ့်မယ်ပေါ့နော်ရှင်းရှင်းလင်းလင်းဟိုဆွေးနွေးလို့ရနိုင်မယ်လေတူတယ်အဲ့တော့ကြတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဟိုလူငယ်ခန္ဓာလေးကိုအရင်ဆုံးဟိုဖိတ်ခေါ်ချင်ပါတယ်အဲ့တော့ဟိုဆရာမဖြူစင်အနေနဲ့ဘယ်လိုမျိုးကိုယ့်ရဲ့ရည်တည်မှုတွေမိန်းကလေးတယောက်အနေနဲ့ကိုယ့်ရဲ့အခွင့်အရေးတွေနဲ့ပတ်သက်တာတွေလူငယ်တွေဟိုပေါ့နော်ဆရာမတို့လူငယ်တွေရဲ့အတိုင်းဝိုင်းမှာဘယ်လိုမှမျိုးလေးတွေရှိနေတယ်ကိုဆွေးနွေးပြပါလားဟုတ်ကဲ့အခွင့်အရေးနေနေပေါ့နော်အရင်ဆုံးကျမတို့ကအခုအမျိုးသမီးလည်းပညာသင်ခွင့်ရပြီအဓိကတော့အမျိုးသမီးတယောက်အတွက်ဇာအားတော့ပညာလို့ထင်ပါတယ်ရှင်ဘာလို့ဆိုပညာဒီအခုအခေတ်ကြီးကတိုးတက်လာတာနဲ့အမျှပညာရေးကလည်းအမျိုးသမီးတွေပဲဖြစ်ဖြစ်အမျိုးသမီးတွေအတွက်ကတကယ်မှအရေးကြီးတဲ့အရာအရေးကြီးတဲ့လက်နက်တစ်ခုဖြစ်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့လူငယ်အနေနဲ့ပြောချင်တာကအခုကအားလုံးလည်းသိရတဲ့အတိုင်းဆိုပေမဲ့လည်းပေါ့နော်ကိုဘဝတိုးတက်တဲ့အကြောင်းအတွက်ကိုဘဝအတွက်ပညာရေးအတွက်ကိုယ်တိုင်လုံးမမယ်ကိုကရမှာ哦အခုအချိန်နေနဲ့ဒီလိုဖြစ်နေတဲ့အတွက်ကြောင့်ကိုပညာရေးအတွက်ကိုအာရုံစိုက်စေချင်ပါတယ်အမျိုးသမီးအနေနဲ့အမျိုးသမီးတယောက်ဖြစ်တဲ့အတွက်ကြောင့်ငါမိန်းကလေးဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုမှမလုပ်နိုင်တော့ဘူးလို့မထင်ပါနဲ့ပေါ့နော်အဓိကအနေနဲ့ပြောရရင်အမျိုးသမီးတွေကအမှန်တမ်းပြောရရင်တော့အမျိုးသားတွေထက်ဒီ academic ပိုင်းမှာပေါ့နော်စက်တက်ချက်တွေကတကယ် intelligence ကပိုပြီးမြင့်နေပေါ့နော်အဲ့ဒီအတွက်ကြောင့်အမျိုးသမီးတွေကလည်းငါအမျိုးသမီးဖြစ်တယ်ငါမိန်းကလေးဖြစ်တယ်ဆိုပြီးတော့အားမင်းနေစရာမလိုပဲနဲ့ပေါ့နော်ကိုယ့် image အကောင့်ထဲပေါ်လို့ပြောစမှာရှင်လူငယ်တယောက်အနေနဲ့ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဟိုဆရာမဖြေသွားတာလည်းအများကြီးကောင်းပါတယ်ဟိုပေါ့နော်ဒီကိုယ့်ရဲ့ knowledge နဲ့ဟို professional နဲ့ပတ်သက်တဲ့ပညာရပ်တွေကလည်းဟိုလူငယ်တို့အမျိုးသမီးတွေအတွက်ခွန်အားတစ်ခုလို့ပြောတယ်ပေါ့နော်အဲ့တော့အဲ့ပညာရပ်တွေသင်ကြားမှုနဲ့ပတ်သက်တဲ့ပေါ့နော်လက်ရှိနယ်ပယ်မှာဆရာမတို့ရဲ့လူငယ်တွေရဲ့ဝင်ကျင်နယ်ပယ်မှာဒီပညာရပ်သင်ကြားခွင့်တွေနဲ့ပတ်သက်တဲ့အခွင့်အရေးမှာလူငယ်အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်တာလေးကိုလည်းဒီခါလေးဆရာမရဲ့အမြင်လေးကိုဆွေးနွေးပြပါလားအခုအခွင့်အရေးနေလူငယ်တွေပညာသင်ကြားနိုင်တဲ့အခွင့်အရေးကတော့အခုကခင်းတဲ့အညီပေါ့နော်ပြောင်းလဲလာတဲ့အတွက်ကြောင့်တော့အခွင့်အရေးတော်တော်များများရရှိလာတယ်ပေါ့နော်အခုအနည်းဆက်ဆုံးပြောရရင်တော့အနည်းဆုံးတော့အခုလူငယ်တွေမှာဖုန်းတယောက်လုံးစီရှိကြတဲ့အတွက်ကြောင့်ဖုန်းကနေအင်တာနက်ကနေဘယ်လိုလေ့လာမယ်ကိုကဘာဝါသနာပါတယ်ဝါသနာပါတဲ့အရာအခုပေါ့နော်လွတ်လပ်စွာလေ့လာခွင့်ရှိပေါ့နော်အခုအဲ့ဒါအပြင်တကယ်လို့ကိုယ်တိုင်လေ့လာလို့အဆင်ပြေနောက်မှတင်တန်းတွေတက်မယ်ကိုသဘောကျတဲ့တင်တန်းတွေအဲ့လိုတင်တန်းတွေရတယ်အကုန်ရှာပြီးတော့တက်ခွင့်ရတဲ့အခွင့်အရေးတွေရလာပြီပေါ့နော်အဲ့အတွက်ကြောင့်အဲ့ဒီအခွင့်အရေးကိုလက်မလွတ်ဖြစ်နေပေါ့နော်ကိုယ့်ဘက်ကအတက်နိုင်ဆုံးထက်အစွမ်းကုန်ကြိုးစားပြီးတော့ကိုယ့်အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့ကြောက်စီမှာရှင်ဟုတ်ကဲ့ပါဆရာမအခုလိုမျိုးဆွေးနွေးပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟိုပေါ့နော်တော့ကြတော့နောက်ဟိုပါပေါ့နော်အချိန်ဝင်ခဲ့ပြီးတော့မှနောက်ထပ်အနေနဲ့ဟိုပေါ့နော်ဒီဟိုမြို့သမီးမိခင်တယောက်အနေနဲ့ပေါ့နော်ဆရာမအနေနဲ့ကိုယ့်ရဲ့ဝင်းကျင်ကိုယ့်ရဲ့လုပ်ငန်းတွေပဲလူမှုဝင်းကျင်နောက်တစ်ခါကိုယ့်ရဲ့ဟိုဆွေမျိုးတိုင်ဝိုင်းဒါလေးကြားမှာဖြတ်တန်းရတဲ့အခါမှာဒီကြုံတွေ့ရတဲ့အခြေအနေနဲ့တခါဒီအမျိုးသမီးအခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှဟိုပေါ့နော်ဆရာမတို့လိုအမျိုးသမီးလူတွေမှာဟိုဘယ်လိုမျိုးအခြေအနေတွေရှိလဲပေါ့နော်အခွင့်အရေးတွေရရှိမှုတွေအခွင့်အရေးတွေဆုံးရှုံးမှုတွေဘယ်လိုရှိလဲဒါလေးကိုလည်းဆွေးနွေးပေးစီကြပါဆရာမကျမကတော့2014မှာအိမ်အောင်ကြခဲ့ပေါ့နော်ကျမအိမ်အောင်ကြတဲ့အချိန်မှာအသက်29နှစ်ရှိပါပြီအိမ်အောင်ကြတာကလည်း29နှစ်ဖြစ်တယ်အမှကလေးလေးလည်းချက်ချင်းမွေးလိုက်တယ်ပေါ့ဒါလေးမွေးတယ်ဒါကြီးလေးမွေးပြီးနောက်မှာစီးပွားရေးခက်ခဲတွေတော်တော်လေးကြုံခဲ့ပါတယ်အိမ်အောင်ရေးပြိပခါတွေနဲ့လည်းကြုံခဲ့တဲ့အချိန်မှာကျမအနေနဲ့ဒီရှင်းနေလို့ကိုပြန်ပြီးတော့လုပ်ဖို့ယူခဲ့တယ်ပေါ့နော်အရင်ကလည်းလုပ်ခဲ့ပါတယ်ရှင်းနေလို့အဲ့ချိန်မှာကျမဒီ3နှစ်လောက်အိမ်တွင်းပုံပြီးတော့နေခဲ့တဲ့အတိုင်းအတာအတွင်းမှာကျမအင်တာနက်သုံးတာတွေပါလေဆိုရင်လည်းတိတ်ပြီးတော့အခွင့်အရေးများရှိခဲ့ဘူးအဲ့ရှိမှာတော့ကျမကရှင်းနေတယောက်ပဲတယောက်တည်းထူးထူးဆန်းထမျက်ဆောင်နဲ့လုပ်နေခဲ့တယ်ပေါ့
အဲ့ဒီအိမ်အောင်ကြပြီးနောက်မှာ3နှစ်လောက်ကဒီမျိုးသားကိုပဲမိခိုအားကိုပြီးတော့ရက်တည်ခဲ့တာပေါ့နော်အဲ့တော့ယုံကြည်မှုကလည်းအပြည့်အိမ်အောင်ကြရင်ကအစင်တင်မယ်ဆိုတဲ့စိတ်ပေါ့နော်ဒီမျိုးသားအားကိုလို့ရမယ်ဆိုတဲ့စိတ်နဲ့အဲ့လိုရက်တည်ခဲ့တယ်ပေါ့အဲ့တော့အကြောင်းနေမလာတဲ့အခါမှာပေါ့နော်ဒီလိုကိုစီပွားရေးတွေကြာစင်လာတဲ့တာသမီပေါ်မှာဖြည့်ဆည်းပေးမှုတွေနေလာတယ်ပေါ့အဲ့ဒီခါမှာကျတော့ကျွန်မသွေးုံပြောင်းရပြီငါအလုပ်ပြန်လုပ်မှဖြစ်မယ်ဟုတ်ပြီငါအလုပ်ပြန်လုပ်မယ်ဆိုတော့ကျွန်မမန္တလေးမှာကြည်ပြင်းနေမန္တလေးမှာကျန်နေခဲ့တဲ့သူပေါ့အချိန်မှာကျွန်တော်တောင်ကြီးမှရောက်နေခဲ့တဲ့အချိန်မှာအပေါင်းအသင်းရှိဘူးအသိမိတ်ဆွေရှိဘူးအဲ့ဒီအချိန်တွေမှာကျွန်မဖြတ်တန်းရပြီပေါ့ဘွားလေးဟုတ်ကဲ့ကျွန်မရှိနေပြန်လုပ်မယ်ဒီလောကလေးကိုကျွန်မပြန်ဝင်ခဲ့တယ်အဲ့ဒီမှာအခွင့်အရေးတွေကစားပြီပေါ့နော်ရှင်ဒီလောကလေးပြန်ဝင်တဲ့အချိန်မှာကျွန်မကဘယ်သူမှမသိဘူးပတ်ဝန်းကျင်မှာလည်းကျွန်မလိုင်းပေါ်မှာလည်းအဲ့လိုမျိုးဘယ်သူမှမသိတဲ့အနေအထားလေးမှာကျွန်မရှိတယ်အိမ်တော်ကြီးတစ်ခါလည်းအဆင်မပြေဘူးသားလေးတွေကလည်းသားလည်း2ယောက်ဖြစ်လာပြီကလေးလေးက3နှစ်1ယောက်လာသားလေးက1ယောက်ပေါ့2လသားလေးအဲ့ချိန်မှာပဲကျွန်တော်ကငါဒီအလုပ်တစ်ခုပဲလုပ်ကိုလုပ်နေဆုံးဖြတ်ခဲ့တဲ့အခါကျတော့ဒီကိုယ့်ရဲ့ရှိနေလို့ကိုပြန်လုပ်ကိုဒါနဲ့ပဲအောင်မြင်အောင်ဆက်လုပ်မယ်ဆိုတော့ကျွန်တော်ဒီလောကလေးကိုပြန်ဝင်နေဘယ်လိုတိုက်ခိုက်နေပေါ့နော်အဲ့ချိန်မှာကိုယ်ဘယ်သူမှမသိသေးတဲ့အချိန်သူမကိုလည်းလူလည်းမသိဘူးနာမည်လည်းမသိဘူးအဲ့ချိန်မှာဒီလောကလေးကိုပြန်ဝင်ဖို့ဒီတောင်ကြီးဆိုတဲ့ရက်တီမှုမှာအသိဆိုတော့တရားမှမရှိနေတဲ့အနေအထားမှာကျွန်တော်လူသိဖို့လုပ်ခဲ့ရတာပေါ့နော်ငွေကြီးရလည်းမရှိဘူးအဲ့ချိန်မှာဘာလို့ခွင့်ရလာတော့ကျွန်တော်ကအိမ်အောင်မရအဆင်မပြေတော့အဆင်မပြေတဲ့အချိန်မှာကျွန်တော်ခက်ခက်ခဲပဲဟိုအတူချုံပြောမှဆိုရင်တော့စီကမောပေါ့နော်တစ်ခုလည်းဘောအောင်ကျွန်တော်ရွေးချယ်ခဲ့ရတယ်ပေါ့နော်အိမ်အောင်ပဲဘောအောင်ကျွန်တော်ရွေးချယ်လိုက်တယ်ဒီသားလေး2ယောက်နဲ့ကျွန်တော်ဖြတ်တန်းတယ်ပေါ့ကျွန်မဒီကလေးလေးကိုရင်ဝင်ပိုက်တယ်ကလေးလေးတယောက်ကိုလက်ဆွဲတယ်အဲ့လိုနဲ့ကျွန်မယုံသွားတယ်ကိုယ်တီအောင်ကျွန်မလုပ်ခဲ့တယ်အခုရင်အဖြစ်ပါတော့ကျွန်မအမျိုးသမီးဖြစ်နေတာအဲ့မှာကျွန်မဟဲဟုံးမှာပေါ့နော်ကျွန်မတို့နေတဲ့အချိန်မှာကျွန်မဟဲဟုံးနဲ့ဒီလိုလမ်းကားစီးလာတဲ့ခင်မှာဒါအသေးစိတ်ခွင့်ရေးလေးကိုကျွန်မပြောပြတာပါအဲ့မှာကျွန်မလမ်းကားစီးလာတိုင်းကျွန်မအမျိုးသမီးပဲလေဘလို့ဖြစ်ဖြစ်ကျွန်မအမျိုးသမီးတယောက်ပဲမနက်ခင်းဆိုကျွန်မ9နာရီဆိုကျွန်မရုံးကိုရအောင်လာပြီညနေခင်းဆိုကျွန်မတစ်ခါလေးရှင်းနေဖြစ်တဲ့အတွက်6နာရီလေးဖြစ်ချင်ဖြစ်မယ်9နာရီလေးဖြစ်ချင်ဖြစ်အဲ့ခါမှာဒီကလေးလေး2ယောက်နဲ့မှာကျွန်မဒုက္ခရောက်ခဲ့တဲ့အချိန်ကြီးပေါ့နော်လိုင်းကားစီးတယ်ယောက်ျားသားတွေရများတယ်ကျွန်မကအမျိုးသမီးပဲဖြစ်နေတယ်အဲ့ခါမှာတစ်ခါတလေမိုးယူလာတဲ့လိုင်းကားသမားတွေကိုကြုံတဲ့အခါမှာကျွန်မပြောဖို့အဲ့လိုမျိုးလေးပေါ့မကြောက်မရွံ့ပြောနိုင်မှုအတွက်အရန်ကိုစမ်းရည်ဝေးခဲ့ရတယ်တက်တိတွေဝေးခဲ့ရတယ်ပေါ့နော်အဲ့လိုအခွင့်အရေးဆိုတာကျွန်မပြောချင်တာအိမ်မှာလေးကယောက်ျားလေးနဲ့မိန်းကလေးနဲ့ကြွားချားနေတာကျွန်တော်တို့ဖြစ်တည်ရအောင်ပြောတာနော်အခုဒါတွေတော့ကျွန်မကြော်ပြနိုင်ခဲ့တယ်ရအောင်လည်းကျွန်တော်ဖြတ်ခဲ့တယ်ပေါ့အဲ့ဒီခါမှာကျွန်မအလုပ်ကိုပြန်ဝင်ခဲ့တယ်တဖြည်းဖြည်းချင်းကျွန်မမှန်ကန်ကန်နဲ့စူးစမ်းခဲ့တယ်နောက်တစ်ခုကဒီသူများတွေရဲ့အမြင်ကျွန်မတို့ပုံမြင်တဲ့အမြင်အိမ်အောင်ပဲတယောက်ဖြစ်တယ်ယောက်ျားလေးတွေနဲ့အခုလိုမျိုးစကားပြောရတယ်ဆိုရတယ်ကျွန်တော်တို့ရှင်းနေလို့ဆိုတာကယောက်ျားသားအများကြီးနဲ့ဆက်ဆံရတယ်ရဲနဲ့ဆက်ဆံရမယ်နော်တရားသူကြီးရှင်းနဲ့ဆက်ဆံရမယ်ဥပဒေရရှိဆက်ဆံရမယ်မှုတယ်နဲ့ဆက်ဆံရတယ်အဲ့ခါမှာသူများတွေရဲ့အမြင်မှာမျိုးသမီးဖြစ်တဲ့အတွက်အိမ်တော်ဝဲရလည်းဖြစ်နေပြန်တော့လူတွေရဲ့အမြင်ရဲ့တစ်စိမ့်နေမြင်တဲ့အတွေ့အကြုံလေးတွေပေါ့နော်ဒါမျိုးလေးတွေကိုကျွန်မဖြတ်တန်းရတယ်အဓိကပြောချင်တာတော့ကျွန်တော်တို့တွေကရဲတက်ရမယ်ရဲတက်နေဆိုတာကလပ်ဖို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ရဲတက်နဲ့ကိုပညာကိုလည်းကိုရှိနေရတယ်ခုနဒီမှာလေးပြောသွားသလိုမျိုးပညာတွေကကိုယ်ကပါတယ်လောက်ထားတယ်ကိုကဘာဖြစ်အိမ်တော်မဲကွဲနေအောင်တော့ဒီလိုပြောတာနော်အိမ်တော်မဲကွဲနေအောင်တော့ကိုရဲ့နောက်ခံသမိုင်းမလာခဲ့စေအောင်တော့ကိုဘာအလုပ်တွေကိုလုပ်ခဲ့စေအောင်တော့ကိုလက်ရှိဘဝမှာကိုရဲ့အခွင့်အရေးကိုယူတတ်ရမှာကိုကထက်မြက်နေရမယ်အဲ့ဒီတော့ကျမတို့ကစာဖတ်မယ်စာအများကြီးဖတ်မယ်စာဖတ်မယ်တွေ့ကြုံကောင်းတွေရအောင်လုပ်မယ်ဒါအင်တာနက်ကိုအကျိုးရှိဆိုကျမတို့အသုံးချတယ်အခုဆိုရင်ကျမတို့ဖုန်းပေတွေနဲ့ဝယ်ရတယ်လေဒါကျမတို့ကငွေရှာပြီးဝယ်ရတယ်လို့ဒီငွေကိုအကျိုးရှိဆိုကျမတို့ပြန်သုံးချမယ်ကျမတို့ရဲ့တက်လာတဲ့နောက်ကသားသမီးတွေကျမတို့စံနမူနာဖြစ်ပြီးလေ့လာအောင်လိုက်ပြီးတော့တူယူနိုင်အောင်ဒီလူရဲ့နာမည်ကြားလိုက်တာနဲ့ကိုသားသမီးတွေဂုံဝင်ငယ်စေဖို့အင်တာဝက်ဖြစ်တော့ဘာဖြစ်လဲကျမတို့ဒီချိန်မှာဒီလိုမျိုးကျမရက်တည်နိုင်ပြီဒီလိုမျိုးအနေထားရောက်လာအောင်ကျမတို့ရဲ့အခွင့်အရေးကိုကျမတို့ယူဆောင်နိုင်မယ်ဒါမျိုးတွေပေါ့နော်ဒါမျိုးလေးတွေကိုဖြစ်စေချင်ပါတယ်ဒီစင်နာတွေရှင်လဲကျမတို့တိုက်ရိုက်ဆွေးနွေးပြီးအများကြီးဘယ်လိုတွေဖြတ်တန်းခဲ့တယ်ဆိုတာကိုလည်းမြင်မြင်လို့ရပါတယ်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာမဘောနော်ဒီမိခင်တယောက်အနေနဲ့ဘောနော်တယောက်ဘောနော်အမေတယောက်အနေနဲ့ဘယ်လိုမျိုးဖြတ်တန်းခဲ့ရတယ်ဆိုတာဒီတွေကိုဆရာမရဲ့ဘောရဲ့တွေ့ကြုံနေနဲ့ရှင်းပြီးတော့ပြောပြပေးတဲ့အတွက်ဆွေးနွေးပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မှန်ပါတယ်မိန်းကလေးငယ်ပဲဖြစ်ဖြစ်ဘောနော်ဒီအမျိုးသမီးတွေရဲ့ရက်တီရုံးကန်လှုပ်ရှားတဲ့အခါမှာ
စိန်ခေါ်မှုတွေပေါ့နော်ခုနဂျာမမတူညီမှုတွေအရာတကယ်လက်တွေ့နေပဲမှာတော့ရင်ဆိုင်ရတဲ့အခက်အခဲတွေအများကြီးပဲပေါ့လေခုနပြောလို့လူပေါင်းစုံတော့တချို့ဒီအမျိုးသမီးတွေကိုမသေးစားတံပိုးထားတဲ့လူတွေလည်းပါနိုင်တယ်လို့အထင်သေးတတ်တဲ့လူတွေလည်းပါလာနိုင်တယ်ပေါ့နော်အဲ့တော့ကြတော့ဆရာမဖြေတဲ့အဖြေလေးနဲ့ဆက်ပြီးတော့မှဒီပေါ့နော်အမျိုးသမီးတွေရဲ့အခွင့်အရေးမျိုးသမီးတွေရဲ့ရည်တည်မှုတွေပေါ်မှာတချို့ပေါ့နော်ဒီကဘာယူကလုပ်တဲ့လူတွေလည်းရှိနိုင်တယ်တချို့တာဝန်ထားတဲ့လူတွေလည်းရှိနိုင်တယ်ပေါ့နော်အဲ့တော့အဲ့အခြေအနေတွေပေါ်မှာဆရာမကြီးရတနာဦးအနေနဲ့ကဒီပေါ့နော်ရှေ့နေတရားအနေနဲ့ရောအဲ့ဒါဒီအဖွဲ့အစည်းတွေမှာလည်းဒီမျိုးသမီးတွေရဲ့ကိစ္စcase တွေနဲ့ပတ်သက်တာတွေ GBB နဲ့ပတ်သက်တာတွေကိုလည်းအများကြီးလုပ်ကိုင်ခဲ့တဲ့အတွေ့အကြုံနဲ့ခုနဆရာမပြောတဲ့အားတွေနဲ့နှိုင်းယှဉ်ပြီးတော့မှဆရာမရဲ့ဖြတ်တန်းရတဲ့ပုံစံနောက်တစ်ခါဒီပေါ့နော်ဖြတ်တန်းရတဲ့ပုံစံဆိုတဲ့နေရာမှာဒီ GBB နဲ့ပတ်သက်တဲ့အမျိုးပဲဖြစ်ဖြစ်ဒီအမျိုးသမီးတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်တာမျိုးပဲဖြစ်ဖြစ်တခါအမျိုးသမီးတွေမှာထိခိုက်ဆုံးရှုံးနေတဲ့ဥပဒေပါအခွင့်အရေးတွေနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဆရာမရဲ့အတွေ့အကြုံလေးတွေနဲ့နှိုင်းယှဉ်ပြီးတော့မှဒီ right ဆိုတဲ့ခေါင်းစဉ်လေးအောက်ကနေတစ်ချက်လေးဆွေးနွေးပေးစီပါဆရာမရဲ့အတွေ့အကြုံလေးတွေရဲ့ဆရာမတို့မှာအဲ့လိုမျိုးလုပ်တဲ့လူတွေမှာဘယ်လိုစိတ်ခေါ်မှုတွေရှိလဲဆိုတာရေပေါ့နော် ဟုတ်ကဲ့ဒီကျမတို့ဒီအမျိုးသမီးတွေမှာပေါ့နော်စိန်ခေါ်မှုတွေအများကြီးရှိတယ်ပေါ့အဲ့ဒီဟာတွေပေါ်မှာကျမတို့ကကုညီပေးရတာမျိုးရှိတယ်ဥပမာဒီမှာဆရာမလေးရှေ့မှာပြောပြသွားတယ်ဒီ line ကားစီးတဲ့အချိန်မှာတော့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အခက်ခဲတွေရှိတယ်အဲ့ဒါတွေကဒီဆရာမတယောက်တည်းမဟုတ်ဘူးကျမတို့ကိုယ်တိုင်ကျမကိုယ်တိုင်တော့မှရှေ့နေတယောက်ဖြစ်နေတာတော့ဒီလိုအခက်ခဲတွေအများကြီးရှိတယ်ကျမတို့နေရာတကာမှာလေကျမကရှေ့နေပါဆိုပြီးတော့နှစ်ဖူးမှာစာရေးကပ်ပြီးသွားရတာမဟုတ်ဘူးအဲ့တော့ဒီမှာလာတက်တဲ့ဒီမှာတင်တန်းမှာလာတက်တဲ့ဆရာသမားတွေရောညီမငယ်လေးတွေအကုန်လုံးကလေဒီခက်ခဲကိုရင်ဆိုင်ဖြေရှင်းရအဲ့ဒီခါကျရင်ကျမတို့ကဘယ်လိုမျိုးရင်ဆိုင်ရလဲဆိုတော့ကျမကိုယ်တိုင်ကလေအသက်ငယ်ရွယ်သေးတဲ့အမျိုးသမီးရှိနေဖြစ်နေတယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်ကျမတို့ဒီတစ်ဖက်ကိုကျမတို့သွားပြီးတော့ဖြည့်ရှင်းရတဲ့ခါမျိုးတွေမှာဘယ်လိုရင်ဆိုင်ရလဲဆိုကျမရဲ့အခက်အခဲကိုအရင်ဆုံးပြောပြမယ်ကျမကအသက်23လောက်မှာကျမရှိနေစဖြစ်ပြီပေါ့နော်အဲ့မှာကျမခန္ဓာကိုယ်ကလည်းနည်းနည်းပြောရမယ်ဆိုနည်းနည်းသေးတဲ့နေမှာပါအဲ့တော့တာမန်အဖြစ်ကြည့်လို့ဆိုတော့ကိုကိုဂုံယူလိုက်တာကလေးလိုမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့သူကရှေ့နေလားပေါ့ရှေ့နေအောင်ဟုတ်ရဲ့လားဆိုတဲ့အမြင်မျိုးတောင်မှကျမတို့က license တောင်ထုတ်ပြမယ်အနေထားမျိုးဖြစ်တယ်အဲ့မှာဒီရှေ့နေကိုလေးစားပေးရမယ်ဒီအမျိုးသမီးကိုလေးစားပေးရမယ်လို့မမြင်မဲနဲ့ကျမကိုပါစော်ကားတဲ့ဟာမျိုးတွေအများကြီးရှိတယ်ကျမတို့ကတချို့တွေဆိုကျမရဲ့အမှုတွေကကျမကိုလာပြီးတော့အပ်တယ်အဲ့လိုအပ်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီအမျိုးသမီးကောင်မလေးရပါတော့သူ့ရဲ့ယောက်ျားနဲ့question ပဲပေါ့နော်အဲ့တော့ကျွန်မသူ့ယောက်ျားလည်းသူ့ကိုအမြဲတမ်းဂျိုင်းနဲ့တယ်ဆဲဆိုတယ်ပေါ့နော်နောက်ဆုံးသူကအလုံးလောက်ကင်မကြွေးတဲ့အပြင်သူ့အမျိုးသမီးလေးကနေသူ့ရဲ့ဘဝရက်တည်ရေးအတွက်သူ့ဝင်းစာအတွက်သူအလုံးလောက်ရတဲ့ဆိုင်မှာတော့မှဒီအမျိုးသားကဒါကျွန်တော်မိန်းမပါဆိုပြီးတော့သူသွားပြီးနှောက်ရှက်တယ်ပေါ့နော်အဲ့တော့ကျွန်မကလည်းသူ့ notice စာရေးပို့တယ်ဒီလိုမျိုးတော့ပြောပေးတယ်ပေါ့နော်ဘယ်လိုဆက်ပြီးတော့ဒါကိုညှိနှိုင်းပြီးတော့ဖြည့်ရှင်းပေးမလဲဆိုတဲ့အချိန်မှာဘာလို့ခဲ့လဲဆိုတော့ကျွန်မဒါတရားရုံးမှာတော့မှကျွန်မဖြည့်ရှင်းခဲ့ရဘယ်လိုဖြည့်ရှင်းလဲဆိုတော့သူ့ယောက်ျားဟုတ်ပြီတဲ့ဒီမျိုးသမီးကိုကျွန်မလည်းပေါင်းချင်စိတ်မရှိဘူးပေါ့နော် question ပေးမယ်တဲ့အဲ့တော့သူတို့မြောက် question ကြquestion ပြီးတော့ကျွန်မကိုဘာပြောသားလဲတဲ့ကျွန်မလည်းကျွန်တော် question ပြီးပြီနော်ဆိုကျွန်မကိုကြည့်သွားသူပြောချင်တဲ့သဘောကကျွန်တော် question ပြီးပြီကျွန်တော်ကိုဖုံးဆက်လို့ရပြီဆိုတဲ့အထာမျိုးနဲ့အဲ့ဒါတရားရုံးမှာဖြစ်သွားတာအဲ့ဒါမျိုးဆိုကျွန်မတို့ကကိုကလေသူပြောတဲ့အထာကိုကျွန်မသဘောပေါက်တယ်အမျိုးသမီးတွေအကုန်လုံးသဘောပေါက်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်တို့ကတစ်ခါလေဖြည့်ရှင်းလိုက်လို့မရတာမျိုးတွေရှိတယ်ကြိတ်မိတ်ပြီးတိခတ်ပေးခဲ့ရတယ်ကိစ္စမရှိသေးဘူးပေါ့နော်အဲ့လိုအနေထားမျိုးတွေလည်းအများကြီးကြုံရတာရှိတယ်ကိုထိလက်ရောက်စော်ကားတာမျိုးမဟုတ်ဘူးနှုံးတဲ့ဆိုပေမဲ့ဒီရဲ့သူ့ဘာကိုဆိုလိုတယ်ဆိုတော့တိတဲ့ခံစားချက်မျိုးကိုကျမလိုမျိုးရှိနေတယောက်ကတော့ခံစားရတယ်ဆိုတော့ဒီကကြံတဲ့လူတွေဆိုရင်လည်းဒီလိုကိစ္စမျိုးတွေကြုံတွေ့ရမှာပဲကျမတို့တုံ့ပြန်လို့မရတာမျိုးတွေရှိတယ်ဒီလိုကိစ္စရဲ့မျိုးတွေကြာရင်ကျမတို့ကဘယ်သူတွေကပါဝင်ရမလဲဆိုတော့ကျမတို့အမျိုးသမီးတွေကလည်းကျမတို့နဲ့အတူလိုက်ပြီးတော့တစ်ဖက်အမျိုးသမီးကိုစာနားလည်ပြီးဖို့လိုတယ်။ဘာဖြစ်လို့လဲဆိုတော့ပတ်ဝန်းကျင်မှာကျမတို့ဒီလိုကိစ္စတွေဖြစ်လာတဲ့အချိန်ကဘယ်သူတွေကတိုက်ခိုက်ကြလဲဆိုကျမတို့အမျိုးသမီးတွေကိုအမျိုးသမီးချင်းအမျိုးသမီးကလည်းတိုက်ခိုက်ကြတာတွေများတယ်။
ဘာဖြစ်လို့လဲဆိုတော့အော်သူကမှဘယ်လိုပုံစံနဲ့တပြောလဲမှမသိတာသူကရောဆိုတဲ့ပုံစံမျိုးကိုပေါ့နော်အများကြီးရင်ဆိုင်ကြုံတွေ့ရအဲ့တော့ကျမတို့အမျိုးသမီးတွေဖတ်ကိုကျမတို့အမျိုးသားတွေကလည်းပါဝင်ပေးဖို့အမျိုးသမီးတွေကိုဗီဇာပေးဖို့အမျိုးသမီးတွေအခွင့်အရေးကိုဗီဇာပေးဖို့လိုတယ်လို့ကျမတို့အမျိုးသမီးတွေအမျိုးသမီးရှင်းရှင်းကလည်းကျမတို့အမျိုးသမီးရှင်းရှင်းဖေးမကူညီဖို့လည်းလိုတယ်ပေါ့နော်ကျမတို့ဒီလိုအမျိုးသမီးတွေအဲ့ဆိုကျမတို့အမျိုးသမီးကအခွင့်အရေးမရှိဘူးလားဆိုကျမတို့ဥပဒေတွေအရအခွင့်အရေးတွေအများကြီးပေးထားတယ်အဖွဲ့အစည်းတွေဆိုရင်လည်းကျမတို့ဒီအမျိုးသမီးအဖွဲ့တွေအများကြီးရှိတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးကူညီပေးတဲ့အဖွဲ့တွေအများကြီးရှိတယ်အမျိုးသမီးနဲ့ပတ်သက်ပြီးတော့အကာအကွယ်ပေးထားတဲ့ဥပဒေတွေအများကြီးရှိတယ်ဘယ်လောက်ထိအခွင့်အရေးတွေပေးထားတာတောင်မှကျမတို့အမျိုးသမီးတွေကအကြံဖက်ခံရတယ်စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအကြံဖက်ခံရတာအများကြီးရှိတယ်အကွာအကွယ်ပေးထားခဲ့တာတောင်မှကျမတို့အကာအကွယ်ကိုအပြေအဝမရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာဆိုရင်လည်းဒီအမျိုးသမီးတွေကိုအမျိုးသားများနဲ့တန်းတူအခွင့်အရေးပေးထားတယ်ဆိုပြီးအတည်ပြုကြေညာထားပြီးသားလည်းဖြစ်တယ်ဒါပေမဲ့ကျမတို့အမျိုးသမီးတွေရဲ့အခွင့်အရေးကိုခုချိန်ထိကျမတို့ကနေပြီးတော့အခွင့်အရေးတွေကိုတန်းတူရရှိဖို့ခုချိန်ထိရှောက်ဖွင့်နေရတော့မယ်လေဖြစ်တယ်အကုန်လုံးကလည်းစူးစမ်းပေးနေရတော့မယ်ဖြစ်တယ်ကျမကိုယ်တိုင်လည်းဒီအမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ဘယ်ကိစ္စမဆိုမှာပေါ့နော်ကိစ္စတစ်ခုဖြစ်လာတဲ့ကြရင်ကျမတို့အမျိုးသမီးတွေအရင်ဆုံးနစ်နာတယ်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်အခွင့်အရေးပေးထားခဲ့ရင်တောင်မှကျမတို့အမျိုးသမီးမှာနစ်နာရဖြစ်တဲ့အတွက်ကြောင့်မို့အမျိုးသမီးတွေအချင်းချင်းကလည်းကူညီပေးဖို့လိုအပ်တယ်ပြီးတော့ကျမတို့ဥပဒေအရလည်းအမျိုးသမီးတွေရဲ့အခွင့်အရေးကိုဒီထက်ပိုပြီးကာကွယ်ပေးနိုင်အောင်လို့ထပ်ပြီးတော့ပေါ့နော်အမျိုးသမီးတွေအတွက်ပိုအားကောင်းတဲ့ဟာမျိုးတွေကိုပို့ပြီးတော့ပေါ်ထုတ်လာနိုင်အောင်လို့လည်းကျမတို့အများကြီးရှေ့ဆက်ပြီးဆက်သွားရမှာအကုန်လုံးကအတူတကွပါဝင်ပြီးဆက်သွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်โอเคပါဆရာမဘောနော်ဆရာမရဲ့လက်ရှိဒီအခွင့်အရေးတွေနဲ့ပတ်သက်ပြီးလောက်ကိုင်းကူညီဆောင်ရွက်တဲ့အခါမှာကြုံတွေ့ရတဲ့ဘောနော်စိတ်ခေါ်မှုတွေအခက်အခဲတွေကိုလည်းပြောသွားတယ်နောက်တစ်ခါရှေ့ဆက်ဆွေးနွေးမဲ့ကြောင်းရာတွေမှာပါတယ်ဘယ်လိုမျိုးလုပ်တင်နေဆိုတာကိုလည်းဆရာမအမြင်လေးကိုလည်းမျှဝေသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီတစ်ခါတော့ဘောနော်ဒီအမျိုးသမီးတွေရဲ့ဘဝဖြစ်တည်မှုကိုသဘောကျတဲ့မနော်မနီအနေနဲ့ကရောဒီအပြည်ပြည်ဆိုင်ရာမြို့သမီးများနေ့ရဲ့ဒီဘောနော်ဒီအခမ်းအနားမှာဒီမြို့သမီးတွေရဲ့အရေးနောက်တစ်ခါအန်တူညီမျှမှုတွေနောက်တစ်ခါဆွမ်းဆောင်ရည်နဲ့တင်ဖို့ကိစ္စတွေပေါ့နော်ဒီလိုဆွေးနွေးပွဲလေးမှာဘောနော်ဒီမြို့သမီးတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတော့တစ်ခါကဆရာမတွေဆွေးနွေးခဲ့တာလည်းရှိတယ်လို့အခုမန်ဒီလိုအနေနဲ့ကြုံတွေ့နေရတဲ့ပေါ့နော်အခြေအနေတွေအခွင့်အရေးတွေနဲ့ပတ်သက်တာတွေကိုလည်းပြဝေပေးစေချင်ပါတယ်ဟုတ်ဒီကျမတို့transgender woman တွေပေါ့နော်ဒီtransgender woman တွေမှာဆိုလို့ရှိရင်ဒီပုံမှန်နဲ့ဆိုင်လို့ရှိရင်ခက်ခဲတွေပုံအများကြီးရှိတယ်ဒီတက်မဲ့မျိုးသမီးတွေမှာဒီလိုခက်ခဲတွေရှိနေကြတယ်ပေါ့နော်အဲ့ဒါကိုမှကျမတို့ကဒီကိုယ့်ရဲ့ gender ကိုပြောင်းပြီးတော့တစ်ဖက်ဒီ transgender မျိုး woman လို့နေနေတဲ့ခါမှာပို့ပြီးတော့အခက်အခဲတွေရှိရပေါ့နော်အခက်အခဲတွေကဘာတွေလဲဆိုလို့ရှိရင်ဒီကျမတို့မိသားစုဝင်စားတာပေါ့နော်ကျမတို့မိသားစုတွေဆိုလို့ရှိရင်ဒီကိုဒီသူတို့ကတော့ဒီဝေးထားတဲ့သူတို့တားဝေးထားတဲ့ဒါဖြစ်စေရှင်တာပဲပေါ့နော်ကိုကဒီလိုဒီtransgender ပြောင်းနေနေတော့မယ်ဆိုလို့ရှိရင်သူတွေကအဲ့တော့ကဲကွက်ကြတယ်ပေါ့နော်ကဲကွက်ပြီးတော့ကိုယ်လက်မခံတာမျိုးတွေဖြစ်တယ်ဒါကျမတို့အခက်အခဲအကြီးအကျယ်ဖြစ်တယ်ပေါ့နော်ဒါပြောလို့ရှိရင်ဒီမိသားစုတွေမဟုတ်ဘူးကျမတို့အကြောင်းပညာရေးမှာဆိုလို့ရှိရင်ဒီကျမတို့ဒီလိုမျိုးtransgender woman တွေဆိုလို့ရှိရင်လောင်ပြောင်နိုင်ရှိတယ်ဒါပြောလို့ရှိရင်ဒီမတူတယ်လို့ပေါ့နော်သူဘယ်လိုပြောမလဲကျမတို့မြင်လို့ရှိရင်သူတို့ရုံးစရာတစ်ခုလို့ဒီအကောင့်တစ်ကောင်လို့ပေါ့နော်တည်ရမှာသူတို့လည်းမတူတဲ့အရာတစ်ခုလို့သူတို့ကမြင်နေကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျမတို့ဒီ transgender woman တော်တော်များများဆိုလို့ရှိရင်ပညာရေးမှာဒီသုံးလတိုင်အောင်တက်ခွင့်မရခဲ့တဲ့လူတွေရှိရပေါ့နော်ဘာကြောင့်လဲဆိုရင်ဒီလိုခွဲခြားမှုတွေရှိနေလို့ပေါ့နော်ဒီနေ့လက်ကောင်းမယ်ကျမတို့ဒီအလုပ်ခွင့်မှာဆိုလို့ရှိရင်ကျမတို့လူတော်တဲ့အလုပ်ချဖို့အရင်ခက်ခဲတယ်ပေါ့နော်ကျမတို့ပုံစံနဲ့ဆိုလို့ရှိရင်ဒီကျမတို့လူတော်များများဒီရဲ့ community ကမြင်နေတဲ့မြင်ရပါလဲဆိုလို့ရှိရင်ဒီ transgender woman ဆိုလို့ရှိရင် make up လည်းရမယ်ပြီးရင်ဒီ neck ကရမယ် neck ရောလုပ်ရမယ်ဒါတော့ပဲကျွန်တော်တက်မှတ်ထားကြတာပေါ့နော်တခြား level တွေမှာ transgender woman တွေရတယ်ဒါသူတို့မှာအရေးရှင်တွေရှိတယ်လုံနိုင်တဲ့ဟာတွေရှိတယ်ပေါ့နော်ဒီဟာတွေကိုသူတို့ကထည့်တွက်ရှင်မရှိဘဲနဲ့ transgender ဆိုတဲ့ခေါင်းစဉ်တစ်ခုပဲတက်ပြီးတော့ဒါသူတို့ကမလုပ်ဆက်နိုင်ဘူးတတမဲ့လူနဲ့မတူဘူးသူတို့ပါဝင်ပေးလို့အဆင်မပြေဘူးဆိုတဲ့ဟာတွေနဲ့ခွဲခြားနေကြတာမျိုးရှိတယ်ပေါ့နော်အဲကျလို့ရှိရင်ဒီကျမတို့ကအခုနောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်ဒီဥစ္စာတွေကိုကျမတို့
ဖြတ်တန်းဖို့ဆိုလို့ရှိရင်ပို့ပြီးတော့ခက်ခဲလာတဲ့နိုင်ငံရှိတွေအကြောင်းနဲ့နောက်ဆိုလို့ရှိရင်ဒီပတ်ဝန်းကျင်အရှိတွေအကြောင်းတွေဆိုလို့ရှိရင်ဒီဖန်ဆန်နာမျိုးသမီးတွေဆိုလို့ရှိရင်သူတို့ကတော်တော်များများအလောက်ကန်ခွင့်လည်းနေရှားလာတယ်အခုဆိုပို့ရှားတဲ့ခက်မှာပို့ပြီးတော့ရှားလာကြတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ဆုံးရှုံးနေတဲ့ဟာလည်းဘာလဲဆိုလို့ရှိရင်ဒီခွဲခြားဆက်မှုတွေအဓိကကျွန်တော်တို့ကျွန်တော်တို့ခွင့်ရရေးပို့ပြီးတော့ဆုံးရှုံးနေရပါတော့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါခုလိုဆွေးနွေးပြီးတဲ့အတွက်လည်းဘာပဲပြောပေါ့နော်ဆွေးနွေးချက်တွေကအခုမျိုးသမီးအပြည်ပြည်ဆိုင်ရာမျိုးသမီးများနေလို့ခေါင်းစဉ်တက်တယ်ဆိုတော့လည်းပဲဘာပဲပြောလူတိုင်းဟာမွေးရပါအခွင့်အရေးတွေရပေါ့နော်သူရဲ့ဒီမိုင်းဆိုင်ရာရဘလို့ပဲမွေးလာတာသူတို့ရဲ့ပေါ့နော်ခံယူပိုင်ခွင့်ကလည်းဒါအခွင့်အရေးတစ်ခုပဲပေါ့နော်ခွင့်ရဒီမျိုးသမီးများနေရဲ့ဒီအခွင့်အရေးနဲ့ပတ်သက်တဲ့အပိုင်းမှာလည်းဒီလိုမျိုးနော်နော် transgender လောက်လာတဲ့မျိုးသမီးတွေတို့အားလုံးလည်းတချို့လည်းမျိုးသားဖြစ်ခံတဲ့လူတွေလည်းရှိမယ်ပေါ့နော်ဒါမျိုးရဲ့ခွင့်ရေးပါတယ်မဖြစ်မနေကျွန်တော်တို့အနေနဲ့ထည့်သွင်းဆွေးနွေးစဉ်းစားဖို့လိုတယ်ပေါ့နော်အခုဆယ်မတို့၄ယောက်လုံးဆွေးနွေးခဲ့တဲ့ဟာတွေမှာပေါ့နော်ပြန်ပေါ့နော်ဒီအခွင့်အရေးတွေနဲ့ပတ်သက်ပြီးပြောပြဆွေးနွေးတဲ့ဟာတွေမှာလူငယ်မျိုးသမီးတွေရဲ့အခမ်းကဏ္ဍနော်သူရဲ့ right တွေနောက်ကအိမ်အောင်လေးရဲ့အခမ်းကဏ္ဍတွေနော်သူတို့ရဲ့အခွင့်အရေးတွေနောက်ကအမျိုးသားတွေလည်းကနေပြီးတော့ဒီအခွင့်အရေးတွေကိုအတိအမှတ်မပြုတာတွေဒါတွေကလည်းလက်ရှိအခြေအနေထိကတော့ရင်ဆိုင်နေရဆဲပဲပေါ့နော်တစ်ဖက်ကတော့လက်ရှိနိုင်ငံရေးရှုပ်ထွေးနေတဲ့ကာလတွေမှာပုံမှန်ကာလတွေတည်းပို့ပြီးတော့စိတ်ခေါ်မှုတွေကလည်းအများကြီးပဲပေါ့နော်အဲ့တော့ကျတော့အခုဆွေးနွေးတဲ့ဟာလေးတွေမှာတစ်ချက်လေးပေါ့နော်ကျွန်တော်အကုန်လုံးကိုလိုက်ပြီးတော့နားထောင်ကြည့်တဲ့အခါမှာတစ်ဖက်ကဆရာမအေးရနာဦးပြောသွားတဲ့အထက်မှာလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းအတိအလင်းတော့ပြဋ္ဌာန်းထားတာရှိတယ်ထို့နည်းတူပဲအမျိုးသမီးတွေကိုအကာအကွယ်ပေးထားတဲ့ဥပဒေတွေလည်းအများကြီးရှိတယ်ပေါ့နော်တကယ်တမ်းဒီ right တွေကိုဒီဥပဒေတွေကရောဘယ်အတိုင်းတာအထိကာထားပေးနိုင်လဲပေါ့နော်နောက်တစ်ခုကတော့လက်ရှိအခြေအနေတွေမှာဥပဒေတွေရဲ့အသက်ဝင်မှုပေါ့နော်ထိရောက်တဲ့အကာအကွယ်ပေးနိုင်မှုတွေကိုတစ်ချက်လေးပြန်ဖြည့်ပြီးတော့ဆွေးနွေးပေးစီခြင်းပါတယ်အဲ့ဒါမှလားဒီအခွင့်အရေးနဲ့ပတ်သက်တဲ့အပိုင်းပြန်ပြီးတော့ခြုံငုံပြီးမယ်လေတူတယ်ပေါ့နော်ဘာလို့လဲဆိုတော့ right အားလုံးကိုဥပဒေကကာထားတာဖြစ်နေတယ်ဒါပေမဲ့အဲ့ဥပဒေတွေရောလက်ရှိအခြေအနေမှာဘယ်လိုအခြေအနေရှိတယ်ပေါ့နော်ဆရာမတို့အနေနဲ့တကယ်တရားဝင်မှာဒီအခွင့်အရေးတွေကိုလိုက်ပါဆောင်ရွက်ရတဲ့အမှုတွေမှာဘယ်လိုရှိလဲပေါ့နော်အဲ့ဒါလေးကိုထိန်းသိမ်းလေးနဲ့ဖြည့်ပေးပြီးထိန်းသိမ်းလေးပဲမမဆောင်လို့ဖြည့်ပေးမှာပါဒီ2006ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်းဒီအမျိုးသမီးတွေကိုပေါ့နော်အမျိုးသားတွေနဲ့တန်းတူခွင့်ရပေးထားတယ်လို့ပြောထားတယ်ပေါ့အဲ့မှာနည်းနည်းလေးထပ်ဖြည့်ပြီးပြောမယ်ပေါ့နော်ဒီဥပဒေရတဲ့တချို့နေရာတွေမှာအကန့်အသတ်ဖြစ်နေတယ်ဆိုရင်ဒီဥပဒေရတဲ့အတားအဆီးမဖြစ်စေရဘူးပေါ့နော်အဲ့တော့ပေးထားတယ်ဒါပေမဲ့ပေးထားတယ်လို့လည်းမပေးထားတယ်လို့လည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့အကာအကွယ်တွေလည်းပေးထားတယ်ဥပဒေတွေလည်းအများကြီးပြဋ္ဌာန်းထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအမျိုးသမီးတယောက်ကိုကာမလိမ်နေတယ်ဆိုကျွန်တော်တို့လိတစ်ခွန်နဲ့ဆွဲလို့ရမယ်ပေါ့နော်တရားဆွဲရမယ်ဆိုတော့ဘယ်သူကရင်စဆွဲရမလဲဆိုကျွန်တော်တို့အမျိုးသမီးတွေကစဆွဲရမယ်ပေါ့အဲ့တော့မျိုးသမီးတွေကစဆွဲရမယ်ဆိုတော့အရင်ဆုံးတော့အမျိုးသမီးရဲ့ဂုဏ်သိက္ခာကျမတို့ဒီရဲ့မြန်မာလူအဖွဲ့အစည်းပတ်ဝန်းကျင်မှာသူ့ကိုဒီကောင်တွေကမယူဘူးလေသူကဘယ်လိုဖြစ်နေလဲမှမသိတာဆိုတဲ့ဟာမျိုးပေါ့အခွင့်အရေးရတော့ပြီးထားတယ်ကျမတို့မှာဘာလို့ဆုံးရှုံးရလဲဆိုရင်ဂုဏ်သိက္ခာရင်ဆုံးရှုံးရတယ်နောက်ထပ်မဒိန်းကျင့်ခံရတယ်အဲ့ဆိုကျမတို့အရင်ဆုံးဘာလုပ်ရလဲဆိုရင်မဒိန်းကျင့်တဲ့ကောင်နောက်မှာရေရဖမ်းပေးပါလောလောဆယ်ကျမတို့ yes can နေသွားရတယ်ကိုဘယ်လိုကြည့်မလဲဆိုတဲ့အမြင်ကြီးရှိတယ်ပတ်ဝန်းကျင်မှာရောဒီကိစ္စကိုဘယ်လိုဖြေရှင်းမလဲအဲ့ဒီလိုမျိုးခွင့်ရေးတော့ပေးထားတယ်ကာကွယ်ထားတဲ့ဥပဒေတွေလည်းအများကြီးရှိတယ်ကျမတို့လမ်းသွားတယ်ကျမတို့အမျိုးသမီးတယောက်ကိုယောက်ျားလေးတယောက်ကလိုက်စားတယ်ဘေးညာပေါ့နော်ဒါမှမဟုတ်လည်းသူတို့စနောက်တယ်အဲ့ဆိုကျမတို့ကဒီအမျိုးသမီးရဲ့ကအင်တွေကိုပြက်စီးလို့ဆိုပြီးတော့ဒီတရားဆွဲလို့ရတယ်မှုဖွင့်လို့ရတယ်ဒါပေမဲ့ဘယ်သူရင်သွားရမလဲကျမတို့ရင်သွားရမယ်ပေါ့နော်အဲ့တော့အခွင့်အရေးတွေတော့အများကြီးပေးထားတယ်ကျမတို့တကယ်လဲအမျိုးသမီးကနှစ်နာရတဲ့ဟာတွေလည်းအများကြီးဖြစ်တယ်ဒါပေမဲ့ကျမတို့ဘာရင်လောက်ရလဲဆိုကျမတို့ဖက်ကနေစပြီးတော့လှုပ်ဆောင်ရတယ်ပေါ့နော် action ကိုအဲ့နေရာတွေမှာဒီနိုင်ငံရေးကာလနဲ့ပဲဖြစ်ဖြစ်ဒီခေတ်ကာလအနေနဲ့ပဲဖြစ်ကျမတို့ရဲစခန်းတွေစေးရုံစေးကန်းတွေတွားကျမတို့တိုင်းတွားလို့မရဘူးကျမတို့ပတ်စံလို့တယ်ကျမတို့ပတ်စံလို့တယ်
နောက်တစ်ခုကျမတို့ဟုတ်ပြီအဲ့လိုမျိုးဆိုရင်ကျမတို့အခွင့်အရေးရရှိဖို့အတွက်ကိုတော့ကျမတို့အရင်ဆုံး site ထုတ်ရမယ် game ဖြစ်နေတယ်ဟုတ်ပြီအဲ့ဆိုကျမတို့ကနေပြီးတော့နှစ်နာကြီးအနေနဲ့ဆွဲလို့မရအောင်ဒါဆက်မှာကျမတို့ဒီလိုမျိုးဒီကောင်တွေကမယူလို့ကျမတို့နှစ်နာတယ်ဆွဲလို့ရတယ်ဒါပေမဲ့ကျမတို့ဘာလို့လုပ်ရလဲဆိုတရားပေါင်းမှုအနေနဲ့ဆွဲတယ်ဆိုရင်တော့ကျမတို့ရုံခွန်နေရင်ထမ်းဆောင်ရတယ်နှစ်နာတဲ့အတွက်ကိုကျမတို့တရားရုံးမှာတရားစရက်အရင်ပေးပြီးမှကျမတို့အမှုဖွင့်ဆွဲဆိုလို့ရတယ်ပေါ့နော်အဲ့တော့ကျမတို့အမျိုးသမီးတွေကဘာဖြစ်လဲဆိုအခွင့်အရေးတွေပေးထားပေမဲ့ကျမတို့ကဒီအခွင့်အရေးတွေရရှိအောင်လိုက်ပြီးလှုပ်ဆောင်ရတဲ့အခါမှာအခက်အခဲတွေလည်းရှိတယ်အဲ့မှာဆိုရင်ကျမဆိုရင်ဒီရှေ့မှာပေါ့နော်ဒီအမျိုးသမီးတွေဒီလိုမျိုးဘောနော်ကိုယူမယ်ဆိုပြီးတကယ်တရားဝင်လက်ထပ်ထိညာရှင်မပြူတာမျိုးဒါမှမဟုတ်ရင်ဒီအမျိုးသမီးကိုမှကိုရဲ့ယောက်ျားကနေပြီးခါကြတော့ကိုတယောက်လုံးရှိနေတဲ့နောက်ထပ်အိမ်အောင်ရေးဖောက်ပြန်တာမျိုးဒါမှမဟုတ်ရင်ကိုလုတ်ကြွေးရှင်ရှိပဲရိုင်းတက်ပြီးတော့ဒီလိုမျိုးပေါ့နော်အရက်ဒေသတွေတောက်စားနေတာမျိုးပေါ့နော်အဲ့ဒါတွေအတွက်ကျမတို့တရားစွဲဆိုတဲ့အခါကျရင်လေကျမတို့ကရှင်းနေခါတွေကိုကျမတို့ကအခမဲ့ကူညီလို့ရတယ်ဒါပေမဲ့ကျမတို့ကလည်းအခမဲ့ကူညီလို့ရတာကျန်တဲ့ဒီရဲစခန်းတွေကိုသွားရတဲ့စရိတ်ရှိရဲအဲ့ဆိုရဲစခန်းမှာပတ်စံပေးရတာလားဆိုတော့အဲ့ဒါတွေကနောက်မှထားလိုက်အောင်လောလောဆယ်ကျမတို့ကသွားလာရတဲ့စရိတ်တွေဒီအမှုအတွက်ခိုင်လုံတဲ့တက်သေးတွေခေါ်ရတဲ့စရိတ်တွေဆိုရင်ကျမတို့အများကြီးအခက်ခဲဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်အမျိုးသမီးတွေကိုကူညီပေးတဲ့အဖွဲ့အစည်းတွေအများကြီးရှိနေတာတောင်မှအမျိုးသမီးတွေကနေပြီးတော့အခွင့်အရေးကိုအပြည့်အဝမရရှိနိုင်သေးဘူးအဲ့လိုအခွင့်အရေးတွေကိုရရှိခဲ့ရင်တော့မှအဲ့ဒီအမျိုးသမီးတရားအတွက်ဂုဏ်သိက္ခာတွေကိုကာဗာပေးဖို့ကအပြည့်အဝမဖြစ်နိုင်သေးဘူးဒီရဲ့လူမှုပတ်ဝန်းကျင်ကအမြဲတစေပြောနေကြအကုန်လုံးကရှိတယ်ကိစ္စတစ်ခုခုဖြစ်လာပြီဆိုဒီကောင်မလေးကလေဒီမှာတော့ပတ်ဝန်းကျင်မှာရှိရဲ့မရင်းကျင်သွားတဲ့သူနဲ့မရင်းကျင်ခံရတဲ့သူနဲ့မရင်းကျင်သွားတဲ့ကောင်မမှတ်မိဘူးဘယ်တော့မှအကျင့်ခံလိုက်ရတဲ့မိန်းကလေးကိုပဲတစ်သက်လုံးမှတ်မိတယ်အဲ့တော့ကျမတို့ကဒီအခွင့်အရေးပေးထားတော်ညာလဲကျမတို့မှာအခွင့်အရေးတစ်ခုရှိနေတော်ညာလဲကျမရဲ့အမှုတွေကျမရှိရောက်လာတဲ့ခါကျရင်စဉ်းစားရှင်းချိန်မှာပြောရတယ်ကျမကတော့ပြောလိုက်ရုံနဲ့အမှုဖွင့်လိုက်လေတရားစွဲလိုက်လေဒါရမ်းလွယ်ကူတယ်ဒါပေမဲ့တစ်ဖက်အမျိုးသမီးမှာသူ့ရဲ့ဘဝရှေ့ရည်ရက်တီချက်မှာသူဘယ်လိုဖြစ်သွားမလဲသူ့ရဲ့ရက်ရွာကရောဒီကိစ္စကိုလက်ခံမှာမလားသူ့အတွက်နစ်နာဆုံးရှုံးသွားတာမှန်ခဲ့ရင်တော့အဲ့ဒီနစ်နာဆုံးရှုံးမှုကိုအသက်တာဆုံးနဲ့သူ့အတွက်ကောအစင်ပြေမဲ့ဟာနဲ့ရေရှည်ရက်တီရေးအတွက်ကိုဆိုတာကိုကျမတို့အများကြီးစဉ်းစားပြီးမှအကြံဉာဏ်တွေပေးရတယ်လှုပ်ဆောင်ရတာမျိုးတွေလည်းအများကြီးရှိရဲ့အဲ့တော့ကျမတို့အခွင့်အရေးရှိနေတော်ညာလဲပေါ့နော်ထပ်ပြီးဆရာပြောတဲ့စကားထပ်ချုပ်ပြီးဆိုရင်ကျမတို့ကကုညီရှင်တော်ညာလဲအဖွဲ့အစည်းတွေကလည်းလာရတယ်နေရာတိုင်းကိုရိုက်တာလားကျမတို့တရားစွဲပေးမယ်ဒီမှာအဖွဲ့အစည်းရှိရဲ့ဟုတ်ပြီဒါပေမဲ့ပတ်ဝန်းကျင်မှာထပ်မြင်တော့မယ်သူကအရင်ယောက်ျားနဲ့ကဘယ်လိုမျိုးလေဒီမိန်းမသူ့ယောက်ျားတော်မှထောင်ထဲကိုထည့်လိုက်တာဆိုတော့ပတ်ဝန်းကျင်ကအမြင်မျိုးတွေရှိတဲ့အတွက်ကျမတို့အများကြီးထိမ့်သိမ်းပြီးတော့လှုပ်ဆောင်ရတာမျိုးတွေရှိရပေါ့နော်အဲ့တော့အဓိကကတော့ဒီအခွင့်အရေးတွေဆိုတဲ့နေရာတွေမှာပဲဖြစ်ဖြစ်ကျမတို့မှာကာဗာပေးထားတဲ့ဥပဒေအရာတွေဆိုတာပဲဖြစ်ဖြစ်ကျမတို့ဥပဒေတွေကကာကွယ်ကနောက်မှပေးတာအရင်ဆုံးအပြောခံရမယ်အရင်ဆုံးဂုဏ်သိက္ခာထိခိုက်တာကဒီကျမတို့အမျိုးသမီးတွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအခွင့်အရေးတွေဆိုတာကလည်းပြီးထားတော်ညာလဲပြီးတော့ပြီးထားတယ်အပြည့်အဝလည်းပေးထားတယ်ဒါပေမဲ့ကျမတို့အမျိုးသမီးတွေမှာလည်းအပြည့်အဝမရဘူးနစ်နာဆုံးရှုံးမှုတွေလည်းရှိတယ်ဆိုတာကိုလည်းကျမတို့ပြောပြချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမစကားကိုထိပြီးပြောသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ခုဆရာမပြောသွားတဲ့ချိန်မှာလည်းဟုတ်တယ်ဥပဒေတွေပြဋ္ဌာန်းထားတယ်အခွင့်အရေးတွေပေးထားတယ်ဒါပေမဲ့အခွင့်အရေးတွေအခွင့်အရေးအတိုင်းရယူနိုင်ဖို့ဒါစီတွေခက်ခဲတွေပေါ့နော်ခဏငွေကြေးရအစားလူမှုအတိုင်းဝိုင်းအစုံပေါ့နော်ခက်ခဲတွေအများကြီးရှိနေသေးတယ်ဆိုတာကိုလည်းဆရာမ highlight လုပ်သွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့တော့ကျတော့တနည်းအားဖြင့်တော့ဒါဒီပေါ့နော်တန်းတူညီမျှမှုလေဘာဖြစ်လို့ခုဆွေးနွေးသွားတဲ့အကြောင်းအရာတွေကပြန်ပြီးတော့ဥတီပေါ့နော်ညွှန်ပြနေတယ်ပေါ့နော်တန်းတူညီမျှမှုတွေကဘယ်လောက်ပဲဥပဒေတွေပြဋ္ဌာန်းထားတာအခက်အခဲတွေကတော့အများကြီးရှိနေစေပဲပေါ့နော်အဲ့တော့ကျတော့ဒီအမျိုးသားတွေနဲ့အမျိုးသမီးတွေကြားမှာပေါ့နော်သူတွေအခွင့်အရေးတွေနဲ့ပတ်သက်တဲ့တန်းတူညီမျှမှုတွေနဲ့ပတ်သက်ပြီးတော့မှသမီးဖြူစင်အနေနဲ့ပေါ့နော်လူငယ်အတိုင်းဝိုင်းပညာသင်ကြားလာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပေါ့နော်လူငယ်တွေရဲ့ပေါ့နော်ကိုယ်လူငယ်ချင်းတွေအပေါင်းအသင်းတွေအတိုင်းဝိုင်းလောကမှာရောခုနတန်းတူညီမျှမှုအမျိုးသားအမျိုးသမီးတန်းတူညီမျှမှုနဲ့ပတ်သက်တဲ့အခွင့်အရေးပညာသင်ကြားမှုအခွင့်အရေးလည်းဖြစ်မယ်ခုန social နဲ့ပတ်သက်တဲ့အခွင့်အရေးတွေဖြစ်မယ်
ရည်ကြီးမှုတွေတုံ့ပြန်စင်လာနဲ့ပတ်သက်တဲ့အခွင့်အရေးတွေဖြစ်ဖြစ်ဖြစ်ပဲပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးသူရဲ့အမြင်လေးကိုလည်းဆွေးနွေးပေးစီခြင်း ဟုတ်အခုဒီမှာအမြင်နဲ့ဆိုရင်ပေါ့နော်ပထမဆုံးပြောရရင်ကျမတို့ចောင်းသားတွေထဲမှာဆိုပေါ့နော်အဓိကကျမတို့ကစာပဲလုပ်ရဆိုတော့လေဒါပေမဲ့အဲ့ထဲမှာဆိုအခုဆိုတွေ့မသိတတ်မှတ်ထားတာတခုရှိရဲ့ရှင်။ဘာလဲဆိုတင်ချာဖြစ်တင်ချာဆိုရင်ယောက်ျားလေးကမိန်းကလေးထက်တော်တယ်။ဒါပေမဲ့တကယ်တမ်းတော့မိန်းကလေးနဲ့ယောက်ျားလေးထက်တော်တဲ့လူတွေအများကြီးရှိပါတယ်။ဒါပေမဲ့သူတို့တတ်မှတ်ထားတာကတင်ချာဆိုရင်ယောက်ျားလေးကအတော်ဆုံးအဲ့လိုတတ်မှတ်ထားရပါတော့။ပြီးရင်နောက်ထပ်ဒီလူငယ်လေးတွေမှာဆိုရင်တော့မှအဓိကအရင်တော့ဆိုចောင်းတက်တဲ့အချိန်တော့ဆိုပေါ့နော်ဆရာဝန်စေးចောင်းပြီးဖို့အတွက်ဆိုပြီးအဲ့လိုတတ်မှတ်ထားတာရှိရဲ့အချိန်ကြရင်လည်းသူတို့အဓိကမျှော်ကြတာကចောင်းသားရည်ထဲရပဲဖြစ်တယ်ပေါ့နော်။ចောင်းတို့ရည်ထဲရမမျှော်ကြဘူး။ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်လိုက်ရင်ဆိုရင်ဒီစေးចောင်းမှာတော့မှအဖက်ဒီပိုင်းတတ်မှတ်ထားရင်မိန်းကလေးတွေဆိုရင်ပို့ပြီးတော့အမှတ်ကိုပို့တတ်မှတ်တယ်ပေါ့နော်။ယောက်ျားလေးကြောင့်အမှတ်လျှော့ရပေါ့နော်။အမှန်ကနေကကြီးလိုက်နေဆိုရင်ပေါ့နော်အမျိုးသမီးတွေက academic ပိုင်းမှာအမျိုးသားတွေထက်ပို့ပြီးတော့ intelligent ပို့ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့လည်းဒီလူမှုရေး body ရဲ့ society ကတတ်မှတ်ထားတာကြီးကအမျိုးသားတွေကပေါ့နော်ယောက်ျားလေးတွေကသာတော်တယ်ပေါ့နော်ငါတို့သားတွေဆိုတော့ဆရာမတွေဆိုပြောကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့မိန်းကလေးတွေကလည်းအများကြီးတော်တာအများကြီးရှိရဲ့ဒီလူမှုရေးဘက်မှာဆိုလဲပေါ့နော်တကယ်ချင်းအပေါင်းအသင်းတွေထဲမှာဆိုလဲဒီရဲ့တတ်မှတ်ချက်တွေရပေါ့နော်တကယ်တမ်းတော့ဒီလေ့လာစမ်းသပ်ချက်တွေရဆိုအမျိုးသမီးတွေကပို့ပြီးတော့ social ကိုကောင်းနေတယ်ပေါ့နော်ဘာလို့ဆိုတော့ဘာလို့ social ကိုကောင်းလဲဆိုတော့အမျိုးသမီးတွေက EQ ပုံမြင်နေယောက်ျားလေးတွေထက်သူတို့က emotion ဘက်ကိုပို့သွားတဲ့အတွက်ကြောင့်ပေါ့နော်ဒီတစ်ဖက်အမျိုးသမီးတစ်ဖက်လူကဘယ်လိုခံစားရလဲဆိုတာကိုအမျိုးသမီးကပိုကြည့်တတ်တဲ့အတွက်ကြောင့်ဒီလူမှုရေးတွေတကယ်ချင်းပေါင်းသင်းဆက်ဆက်ရေးတွေမှာဆိုရင်အမျိုးသမီးတွေကပိုပြောတာရယ်ပေါ့နော်ဘာလို့ဆိုတော့ဒီရဲ့ lovely friendship တွေပါကြီးလိုက်တယ်ဆိုရင်တော့အခုခေတ်မှာတော့တကယ်ချင်းမျိုးဆိုတာရှားပေမဲ့လေပေါ့နော်အမျိုးသမီးတွေအချင်းချင်းဆိုရင်ပိုပြီး strong ဖြစ်တဲ့ဘောင်းတွေပါရှိကြတယ်ပေါ့နော်တရားမကြအဲ့ဒါတော့လူမှုရေးပိုင်းပါပေါ့နော်ဘာသာရေးပိုင်းရကြည့်ရရင်ဆိုရင်ဥပမာဒီမြန်မာနိုင်ငံမှာဆိုတော့မြန်မာနိုင်ငံကဗုဒ္ဓကံဝဲနိုင်ငံဖြစ်တဲ့ကြောင့်ဥပမာဖျားပေါ်တွေပါတက်မယ်ပါဒီဆိုရင်တတ်မှတ်ထားတာပေါ့နော်လူတွေကတတ်မှတ်ထားတာပါလေဆိုအမျိုးသမီးတွေကဖုန်းကနေတယ်နော်တက်ခွင့်မရှိဘူးဖျားကြီးပေါ့ယောက်ျားလေးရတာတက်ခွင့်ရှိတယ်ဥပမာဖျားကြီးမှာရွှေကတ်တာတို့ဘာလို့ဆိုရင်အမျိုးသားတွေပဲလုပ်ရရပေါ့နော်အမျိုးသမီးတွေလုပ်ခွင့်မရှိခဲ့ဘူးပေါ့နော်ဒါတွေကတကယ်တော့ဘာသာရေးရဆိုပေမဲ့လည်းဒါတွေကအမျိုးသမီးအခွင့်အရေးမရတာတွေဖြစ်နေရပေါ့နော်အဲ့အတွက်ကြောင့်ဒီလောက်ပဲဆင်းရဲချက်ပါရှင်ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အဲ့တော့ပေါ့နော်ဆရာမအနေနဲ့လည်းပေါ့နော်မိခင်တယောက်အနေနဲ့ပေါ့နော်ဒီဓာတ်လူညီများမှုတွေနဲ့ပတ်သက်တဲ့ဆရာမရဲ့အမြင်လေးကိုလည်းတစ်ချက်ဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ကဲ့အိမ်အောင်တဲ့မျိုးသမီးတွေပေါ့နော်အိမ်အောင်မရှိတဲ့မျိုးသမီးတွေဆိုတော့ပိုပြီးဖြစ်မလားအိမ်အောင်ရှိတဲ့မျိုးသမီးတွေလည်းတူတူပဲလာတော့ကျွန်မပြောရအောင်ပေါ့မျိုးသမီးတယောက်ကအိမ်အောင်ရှိတဲ့ကသမီးတွေရှိတဲ့အခါမှာဒီမျိုးသမီးရဲ့စိတ်ခံစားချက်ကိုကခုနကညီမလေးပြောသလိုမျိုးပဲကျင်နာတွေကပိုတယ်ပိုပြည့်မြင်တတ်တဲ့ဖတ်သားရဲ့နှလုံးသားကိုပိုခံစားတတ်တာမျိုးသမီးတွေကခံစားတတ်တယ်ပေါ့နော်အဲ့တော့ဒီသားသမီးတွေအတွက်တာဝန်တွေထမ်းဆောင်ရတယ်အမျိုးသားရှိနေရင်တချို့မျိုးသမီးတွေမှာဆိုရင်အဲ့ဒီအမျိုးသားရဲ့တာဝန်ကိုထမ်းဆောင်ရတယ်နောက်ပြီးတော့ယနေ့ခေတ်မှာဆိုလို့ရှိရင်အမျိုးသမီးတွေကလည်းအခုလိုစီးပွားရှာကြတယ်တန်းတူဖြစ်နေတဲ့အချိန်မှာတော့စီးပွားရှာတာချင်းတူရင်တော့အိမ်လို့ဒီအမျိုးသမီးလို့ဒီလိုမျိုးတတ်မှတ်ချက်တွေနဲ့ရှင်တန်ရဲ့အမျိုးသမီးတွေလက်ရှိအများကြီးပါပဲအဝိရှော်ရာဒါကလေးထိန်းတာဆိုတာတူတူချင်းအလုပ်လုပ်ပြီးပြန်လာရင်တော့မိမတွေကပဲထားအောင်လုပ်ရအများကြီးအဲ့တော့တန်းတူမရှိတဲ့အရာတွေကိုကျွန်တော်မှရှင်းရတာပါအမျိုးသားတွေကတော့များသောအားဖြင့်အမျိုးသမီးလောက်တော့မစွမ်းဆောင်နိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်အိမ်အောင်မှုကိစ္စကိုပြောတာပါเนาะကျန်တဲ့ကိစ္စတွေတော့တူထူးချွန်အောင်ထူးချွန်ပါလိမ့်မယ်နောက်သသမီးကြည့်တာအစားပေါ့တန်းတူမရှိတဲ့နေရာမှာဆိုရင်ဘလောက်ပဲကျင်လာတရားရှိပါစေအမျိုးသမီးလောက်ကိုချင်းမစားတတ်တော့ကိုချင်းစားမှုမရှိဘူးချစ်တော့ချစ်တယ်ဒါပေမဲ့အမြင်မှာကွာတဲ့အခါမှာသသမီးတွေကဘယ်သသမီးမဆိုတော့ကျွန်တော်တို့တွေကစားလို့အယောက်100မှာအယောက်90ကမိခင်ကိုတကယ်ကိုပို့ခင်ထွေးကြတာပါအဲ့ဒါဘာလို့လဲဆိုတော့မိခင်ငါးတာလဲသူတို့ရဲ့အတွင်းပိုင်းထီကိုဘာဖြစ်နေလဲဆိုတော့သိတာလေအဲ့တော့ဒီနေရာတွေမှာဆိုရင်အမျိုးသားတွေရဲ့
ဖြစ်မတွေးပေးနိုင်မှုလေးတွေတန်းတူကြပါဘောနော်နောက်တစ်ခုစီးပွားရေးလုပ်ငန်းတွေကိုကျွန်တော်တို့ဝင်သွားပြီးကဲကျွန်တော်တို့လည်းဒါရှင်းနေလို့လည်းကျွန်မရက်တည်တယ်ပေါ့နော်ဒါကျွန်မရဲ့လုပ်ငန်းတစ်ခုတမန်စားလုပ်ငန်းတစ်ခုပါပဲအဲ့ဒီခါမှာကျွန်မစီးပွားရေးဒါစီးပွားရေးပဲတော့ကျွန်မလုပ်နေတယ်အလုပ်လုပ်တဲ့အခါမှာလည်းတန်းတူမဖြစ်မှုတွေကအဲ့လိုအများကြီးကြုံရတာပေါ့ကျွန်တော်ဆိုည10နာရီ17နာရီကျွန်မတော့မယ်ကျွန်မအလုပ်လုပ်မယ်မျိုးသားတယောက်ဆိုရင်တော့သိကောင်းပါတယ်သူ10နာရီကျွန်တော်တို့ရှင်းနေလို့ဆိုတာတက်ပတ်ချက်ကမရှိဘူးလေတက်ပတ်ချက်မရှိတော့ကျွန်တော်တို့ည10နာရီလက်ထားပြီးစစချုပ်ချင်းချုပ်ရမယ်17နာရီမှာကျွန်မမှုတဲ့တစ်ခုဖြစ်လို့ဒီမှာလေးပြောသွားတဲ့ case မျိုးတွေကျွန်တော်မျိုးသမီးတယောက်ကတစ်ခုခံနေရပြီဒီမှာဒီလိုကြီးဖြစ်နေပါပြီဆရာမကြီးကူညီပါအောင်ဆိုတဲ့အချိန်တွေမှာကျွန်တော်တို့ထသွားပါမယ်လေပတ်ဝန်းကျင်အမြင်ဒါတွေကြော်ဖြတ်ရပြီကျွန်တော်တို့တွေအဲ့ဒီမှာသွားလိုက်တဲ့ခါတွေမှာလည်းလူဆိုတာမျိုးမျိုးတွေရှိရပတ်ဝန်းကျင်တိုင်ဝမ်တွေမှာအဲ့လိုမျိုးတွေမျိုးရှိတဲ့ခါတွေမှာကိုယ့်ပေါ်အမြင်တွေရအဆောင်နေတာဒါမျိုးတွေကိုကျွန်တော်တို့ကြော်ဖြတ်ရတယ်နောက်တစ်ခုကဒန်းတူများတဲ့ခွင့်ရမှာကျွန်တော်တို့ရှိနေလောကမှာဆိုရင်တောင်မှဘာဖြစ်တုံးဆိုရင်စာဖတ်နိုင်တဲ့သူကအမျိုးသားရှိနေတယ်ပဲဖြစ်နေတယ်။ဘာကြောင့်လဲအမျိုးသမီးတွေကလည်းအိမ်တော်ပြုကြတာများတာပဲအပြိုကြီးတွေနဲ့ရှင်းတယ်လဲဆိုတာတော့ရှားတယ်ပေါ့နော်ယနေ့ခေတ်မှာအဲ့တော့ကျွန်တော်တို့တူကျင်တောင်မှစာဖတ်နိုင်တဲ့သူဒီအမျိုးသားရှိနေအများစုပါဖြစ်တယ်။အမျိုးသားတွေကရှိနေလောကမှာဆိုရင်ရှားပေမဲ့အောင်မြင်ကြတယ်ပို့အောင်မြင်တယ်အမျိုးသမီးတွေကမလုပ်နိုင်ဘူးလားမဟုတ်ဘူးနော်သူတို့မှာကဒီကျွန်တော်တို့လောကကစာဖတ်မှအကျိုးရှိတာပေါ့နော်စာဖတ်မှသာလေကိုယ့်မှုတဲ့ရဲ့ခွင့်ရလို့ကာကွယ်နိုင်တာဒီချိန်မှာကျွန်တော်တို့ရဲ့အခွင့်အရေးမရတာကစာဖတ်ဖို့ချိန်နေနေတယ်အဲ့လိုမျိုးကြုံလာတဲ့ခါတွေမှာဒါကျွန်တော်လောကကိုပြရတာပါအဲ့တော့အဲ့ချိန်တွေမှာဆိုရင်တန်းတူခွင့်ရကျွန်တော်မရှိဘူးဒါအိမ်နောက်တဲ့အမျိုးသမီးတွေနဲ့ဖြစ်နေတဲ့အနေအထားတွေကိုကျွန်မရှင်းပြတာဖြစ်သွားတယ်နောက်တစ်ခုကအပြင်လောကမှာအခုကျွန်မတွေ့နေရတဲ့အချိန်တွေမှာလည်းခီးသွားတဲ့ခါတွေပဲဖြစ်တွေ့ဆုံစားပွဲတွေပဲဖြစ်ပေါ့နော်အခုနောက်ပိုင်းမှာနည်းနည်းလေးအမြင်ကျလာတော့ပေါ့နော်တောက်စားစားကြတာလေးဒါတွေ့ဆုံဆွေးနွေးပွဲမှာဖြစ်မလွဲမရှောင်တာခင်ဗျမှုရနှုတ်ဆက်ရတဲ့ဘိုင်းတွေမှာလို့တောက်ကြစားကြတဲ့အဘိုင်းလေးတွေကိုနည်းနည်းအမြင်ကျလာတယ်ပေါ့ကျွန်တော်တို့ခင်မှာဆိုလို့ရှိရင်ကျွန်မအသက်30မှာ9နှစ်ကျွန်မအသက်18နဲ့20ဝန်းကျင်လောက်က25လောက်ထိဆိုရင်လက်ဖက်ရည်ဆိုင်ထိုင်တာတော့မိမကောင်းပေါ့ဒီအကုန်လုံးအမြင်ပါလေလက်ဖက်ရည်ဆိုင်ထိုင်နေရင်တောင်မှဒီမိမကမိမပြည့်နေပြီအဲ့ကျွန်တော်တို့ကြုံရတာပြောတာနော်အခုချိန်မှာတော့အများကြီးပြောင်းလဲသွားပါပြီအဲ့လိုမျိုးပေါ့ယောက်ျားလေးကထိုင်လို့ရတယ်မိန်းကလေးထိုင်လို့မရအောင်ဘီယာဆိုင်ဆိုရင်တော့သွားပြီပေါ့ဘီယာဆိုင်ကထိုင်လိုက်ရင်အဲ့ဒီကစင်တယ်ကမိမပဲလို့တတ်မှတ်ခံရတာလေအဒီကောင်လေးလည်းကတော့တခုခုဖြစ်ပြီဆိုပြီးတတ်မှတ်ခံရတာလေပေါ့နော်အိမ်တော်တွေကြပြန်တော့ကိုဆိုးရုံပေါ့ကိုယောက်ျားလာပြီးတဝင်တုံဒါလေနားလည်းမပေးတဲ့အခါမှာအိမ်တော်အဲ့လူမှုရေးတွေမှာနောက်ဆက်ဖြစ်တာတွေမလေးခုနကပြောသွားတယ်လို့မျိုးလုပ်ငန်းခွင်ထိလာပြီးနောက်ဆက်ခံရတာတွေဒါကျွန်မကိုယ်လည်းကြုံခဲ့တဲ့အရာတွေပေါ့ဟိုတရားနဲ့ဒီလိုစကားပြောပြီးနှစ်ယောက်တည်းရက်ပြီးတော့နှုတ်ဆက်လိုက်တဲ့အချိန်မှာတော့မှတဝင်တုံမှုမျိုးတွေသူများရဲ့အမြင်မှာဒီမျိုးသမီးကအစစ်နေတွေ့ခံရတဲ့အမျိုးတွေပေါ့အမျိုးတွေအများကြီးကြုံတွေ့ရပါတယ်ပေါ့နော်အဲ့တော့ဒန်းတူဆိုတဲ့နေရာမှာဒီမျိုးသားနဲ့မတူတဲ့အချက်ကိုကျွန်တော်တို့ဆွေးနွေးဖို့ကတော်တော်ကြီးကိုမြန်မာနိုင်ငံမှာကတော့ခက်နေပါသေးတယ်ဒါပေမဲ့90ရာခိုင်နှုန်းလောက်ထိတော့တက်လာပြီးတော့ကျွန်မထင်ပါတယ်အဲ့ဒီဟာကိုလည်းထပ်ပြီးတော့မြင့်တယ်မို့ဆိုတာအမျိုးသားတွေရဲ့အမြင်ကိုလည်းအရင်ပြောင်းလဲဖြစ်ဖို့လိုပါတယ်အမျိုးသမီးတွေရဲ့စိတ်တက်ပေါ့ငါမဟုတ်ဘူးဆိုပြီးတော့ရှေ့ဆက်ရမယ်လို့လည်းကျွန်မထင်တယ်ငါကတချို့ကျတော့ထံမခံနိုင်တဲ့ခါမှာကိုယ်လုံးဆက်လို့မရဘူးရက်ပြစ်တာမျိုးchanges လုပ်ဖြစ်တာမျိုးဒီကနေပြီးတော့လမ်းလေးတွေကလွယ်ပြီးတော့ကိုလိုဒီလိုလေးနဲ့ကိုမျိုးသမီးတွေဘဝနောက်ကိုပြန်ရောက်သွားတာရှိတယ်ပေါ့နော်အဲ့တော့ကိုမှန်တယ်ဆိုရင်ဒီပတ်ဝန်းကျင်ဆိုတာကိုကလုံးဝကိုရုံးမဆိုင်နဲ့ရှေ့ကိုရှောင်နိုင်ရမယ်ကိုမှန်တဲ့ရအောင်မှန်တယ်လို့ရှင်းနိုင်ရမယ်ဆိုတဲ့အရာမျိုးပေါ့နော်အဲ့ဒီကိုရဲ့ဒန်းတူခွင့်ရအောင်ကိုကလှုပ်ဆောင်ပေးမယ်လှုပ်ဆောင်နိုင်မယ်ဆိုတော့ကိုပဲအားကိုပြီးတော့ကိုပဲကြော်ဖြတ်ရမယ်ဆိုမြန်မာနိုင်ငံမှာတော့လက်ရှိမှာဒီအနေအထားလေးပဲဖြစ်နေသေးရောလေအဲ့တော့ဒန်းတူဆိုတဲ့အရာကိုကျွန်မအနေနဲ့ဒီလောက်ပဲကျွန်မဆွေးနွေးနိုင်ပါသေးတယ်ပေါ့နော်အခုချိန်မှာတော့ဒီမှာကျေးဇူးများကြီးတင်ပါတယ်တကယ်လေဘောနော်နေပေါင်းများစွာဒီရိုးဆွဲနေတဲ့ရည်ကြည်မှုပုံစံအရဒီတန်းတူခွင့်ရေးကိုပြောရတဲ့အခါမှာခက်ခဲအများကြီးပဲပေါ့နော်ခုနတပီးပြောတဲ့ပါလာကြီးရဲ့တတ်မှတ်ချက်တွေတခါကိုယ့်ရဲ့လူမှုအတိုင်းဝိုင်းဝင်ခြင်းရဲ့တတ်မှတ်ချက်တွေဒါတွေအရတန်းတူခွင့်ရေးဆိုတာတွေကစေခေါ်မှုတွေအများကြီးပဲပေါ့နော်တစ်ဖက်ကတော့ခုဆရာမပြောတော့တယ်အမျိုးသားတွေရဲ့အမြင်ပြောင်းလဲပြီးဖို့ပေါ့နော်ဒါကြောင့်လည်းကျွန်တော်လည်းပြောပါတယ် woman empowerment လို့ပြောတာ man engagement ကမဖြစ်မနေလိုအပ်တယ်ပေါ့နော်သူတို့ဘက်က engagement မပြီးနိုင်ဘူးဆိုလို့ရှိရင်တော့နားလည်ပေးတာတွေတချို့အကြောင်းအရာတွေကိုပူပေါင်းပါဝင်ကူညီပေးတာတွေမလုပ်နိုင်ဘူးဆိုရင်တော့တန်းတူခွင့်ရေးဆိုတာက
ခက်တော့ဝေးနေမှာပဲပေါ့နော်အဲ့ပန်းတိုင်းကဝေးနေမှာပဲဒါပေမဲ့ဟိုရတဲ့များအရွေးတစ်ခုတော့ဟိုဆရာမတို့ဒီအမျိုးသမီးတို့တွေပါဝင်ဒီကျန်တဲ့ကျွန်တော်တို့မျိုးသားတွေရတယ်ပူပေါင်းပါဝင်ပြီးတော့အရွေးတစ်ခုတော့ဟိုဘာလို့လုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာလည်းဒီတန်းသူ့ခွင့်ရေးကိုပြောကြတဲ့အခါမှာအမျိုးသမီးတွေအတွက်ဆိုပြီးတော့အမျိုးသမီးတွေနဲ့တွေဆွေးနွေးပြီးနေလို့လည်းမရဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီအကြောင်းအရာတွေကိုအမျိုးသားတွေဘက်ကလည်းနားလည်လို့လေပေါ့နော်အဲ့တော့ကြတော့ဟုတ်ပါပြီဒီပေါ့နော်ဒီပွဲတင်နဲ့ပတ်သက်ပြီးတော့မှဟိုမန်ဒီတို့ဘက်ကအမြင်လေးကိုလည်းတစ်ချက်လေးဆွေးနွေးပြီးကြည့်ပါဦးနော် ကျွန်တော်တို့ကဒီဒီ quality solution ပြောလာခဲ့လို့ရှိရင်ကျွန်တော်တို့ကဟိုမိသားစုကပဲစားရမှာပဲပေါ့နော်ဘာလို့လဲဆိုရင်ဒီခုနောက်ပိုင်း solution နဲ့ဒီ community တော်တော်များများကပေါ့နော်ဒီ LGBT ကိုလက်ခံတယ်ပြောပြမယ်ပေါ့နော်တကယ်တမ်းမိသားစုတွေမှာ LGBT တယောက်ပါလို့ရှိရင်ဒါလက်ခံစင်ကြပေါ့နော်ဒါဒီလိုစားဖို့ဆိုတာပေါ့နော်ဘယ်လောက်ပဲလက်ခံတယ်ပြောဒီကိုမိသားစုနဲ့ပါလာပြီ solution ကသူကလက်မခံနိုင်ကြတော့ပေါ့နော်အဲ့မှာလည်းကျွန်တော်တို့စားအဲ့မှာလည်းကျွန်တော်တို့စားလာကျွန်မဆိုလို့ရှိရင်ဒီကျွန်မအိမ်မှာဆိုလို့ရှိရင်ကျွန်မဒီလိုtransgender အဖြစ်နေတဲ့အခါမှာကျွန်မတခြားမနမတွေနဲ့ဆက်လို့ရှိရင်ကျွန်မအမြဲခွဲခြားခံရတယ်ပေါ့နော်ကျွန်မလို့ရှိရင်လည်းခွင့်မရှိဘူးနောက်ကျလို့ရှိရင်သူတို့ကဒီမိသားစုနဲ့ပတ်သက်တဲ့ရေးတွေနောက်ကျလို့ရှိရင်ဒီအတိုင်းဝိုင်းနဲ့ပတ်သက်တဲ့ရေးတွေမှာဆိုလို့ရှိရင်ကျွန်မကိုဖယ်ချင်တာဆင်ကြတယ်ပေါ့နော်ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ရှက်လို့ပေါ့နော်ရှက်တယ်ဒီကိုယ့်ရဲ့မိသားစုမှာဒီလိုပါနေတဲ့အတွက်ကြောင့်မလို့သူတို့ကတခြားမောင်နှမတွေနဲ့ပေါ့နော်ကျွန်မကိုတန်းတူမထားနိုင်ပေါ့နော်အဲ့လိုပဲဒီကျွန်မပတ်ဝန်းကျင်မှာဆိုလို့ရှိရင်တူတူပဲဒီကျမတို့လူငွေလက်တွေလောက်တာတဲ့ခါကြာလို့ရှိရင်ဒီကျမတို့ကိုပါဝင်မပေးကြဘူးပေါ့နော်ကျမတို့ကသူတို့ကဟို LGBT ဖြစ်နေလို့သူတို့ဘာလက်နိုင်တာမလို့လဲသူတို့ကဘယ်ကနေမှဘာလက်နိုင်တာမလို့သူတို့ကသူတို့ကမှ EO နဲ့ပုံစံမျိုးတွေဆိုပြီးတော့ဒါကျမတို့ဒီရက်ွက်ချဲကနေ community ကနေပြီးတော့ခွဲခြားကြတယ်ပေါ့နော်နောက်ကျလို့ရှိရင်ဒီကျမတို့တော်တော်များtransgender တွေဆိုလို့ရှိရင်ပေါ့နော်ဒီတနေရာသွားတော့မယ်ဆိုလို့ရှိရင်တော့တိတ်မတော်ဆင်ကြဘူးအပြည့်အတိတ်မတော်ဆင်ကြဘူးနော်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တွားလိုက်ပြီဆိုတော့ကျွန်တော်တို့လေလူတွေကကြည့်ပြီးတော့ရှည်စင်ကြတယ်။ဘာပြောကြောင့်လဲတော့မသိဘူး။ဒါခွဲခြားမှုတစ်မျိုးပဲပေါ့နော်။ကျွန်တော်တို့ကလည်းလူထမ်းလူပါပဲ။ဒါပေမဲ့ကျွန်တော်တို့ကတာမန်လူတွေ LGBT ဖြစ်နေလို့အခွင့်အရေးခံဖြစ်နေစရာမလိုဘူး။ဒါပေမဲ့ကျွန်တော်တို့လူထမ်းလူဆိုပြီးတော့တက်မဲ့ပြီဖို့တော့လိုအပ်ချက်ပေါ့နော်။ဒီလိုအမြင်တွေပြောင်းလဲဖို့လို့ရတယ်။ကိုယ့်ရဲ့မိသားစုတွေမှာဆိုလို့ရှိရင်လည်းဒီ LGBT ဖြစ်လာပြီဆိုပါဝင်လာပါခဲ့ပြီဆိုလို့ရှိရင်လည်းပေါ့နော်ကိုကအတန်းနိုင်ဆုံးသူတို့ရဲ့ဘဝကိုနားလဲဘယ်လိုအပ်ချက်ပေါ့နော်အဲ့လိုနားမလဲပေးတဲ့အတွက်ကြောင့်မလို့ကျမတို့အခုချိန်မှာကျမတို့ခွဲခြားခံရတဲ့ဖြစ်တယ်ပေါ့နော်ဒီအလောက်ကိုင်မာတွေရောဒီကျမတို့ကြောင်မတွေရောနောက်ဆိုလို့ရှိရင်မိသားစုကစပြီဆိုတော့ဒီအပြစ်မှာဆိုလို့ရှိရင်ဟိုမပြောပါတော့ကိုဖြစ်ကုန်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီကျမတို့ဒန်တို့ညီညာမှုမရှိဘူးဆိုတာကကျမတို့ LGBT တွေကပို့ပြီးတော့ခံစားရတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်โอเคပါဟိုကုလိုမျိုးဆွေးနွေးပြတာမန်ဒီကိုအများကြီးကျေးဇူးတင်ပါတယ်တကယ်လဲဟိုပေါ့နော်ဟိုမန်ဒီပြောပြသွားတဲ့အရာတွေကတကယ်မှန်တရားတွေပဲပေါ့နော်ဟိုဘာလို့လဲဆိုတော့ဒီမျိုးသမီးတွေရဲ့အခွင့်အရေးတွေအလူညီမျှမှုတွေပြောတဲ့အခါမှာဒီလိင်စိတ်ခိုင်မှုကိုပြတဲ့လူတွေရဲ့အခွင့်အရေးကလည်းဟို channel လို့မရဘူးပေါ့နော်အားလုံးကသူ့ရဲ့ဟိုလူတိုင်းမှာသူ့ရဲ့ right တွေရှိတယ်နော်သူ့ရဲ့ခံယူချက်တွေနဲ့သူ့ဟာသူရက်တည်ပိုင်ခွင့်ဆိုတာလေဟိုအပြေဝဟိုရှိရမယ်ပေါ့နော်ဟိုတစ်ဖက်ကခုနရှိရဆရာမတွေဟိုတမီးတို့တွေပြောသွားတယ်လို့ပဲဟိုတာမန်ဟိုအမျိုးသမီးတူတွေဟိုတောင်မှခုနပြောတဲ့ဟိုတန်းလက်ခံဖို့ခက်ခဲနေတဲ့အနေအထားမှာဒီဟိုမန်နေဂျာတွေကတော့ပို့ပြီးတော့ဟိုပေါ့နော်အမျိုးသမီးတူတဲ့ကိုပို့ပြီးတော့ရင်ဆိုင်ရတာလည်းအမှန်ပဲပေါ့နော်ဒါကူလည်းဟိုကျွန်တော်တို့တွေအနေနဲ့ဒီအခွင့်အရေးတွေတန်းတူညီမျှမှုတွေပတ်သက်တဲ့နေရာမှာနော်တူပေါ့နော်ခုနဒီခွဲခြားမှုတွေရှော့ချဖို့နေရာတွေမှာမဖြစ်မနေဟိုထည့်သွင်းစဉ်းစားဖို့လည်းလိုတယ်ပေါ့နော်အဲ့လိုနေရာမျိုးတွေမှာဆိုတဲ့နေရာမှာဒီလူမှုအတိုင်းဝိုင်းနေဖို့ပါဘူးအလုပ်ခံထားတဲ့အပိုင်းပေါ့နော်ဒီဟိုပုဂ္ဂလိကအလုပ်ပဲဖြစ်ဖြစ်အစိုးရဌာနတွေပဲဖြစ်ဖြစ်ကျွန်တော်တို့လိုဖွဲ့စည်းတွေမှာပဲဖြစ်ဖြစ်ဒီအလုပ်ခံထားမှုတွေမှာလည်းဒါတွေကဟိုတန်းညီမျှမှုစဉ်းစားပြီးဖို့လိုတယ်ပေါ့နော်အဲ့တော့ကြတော့ဟိုကိုရှေ့ရဆရာမ3ယောက်ဆွေးနွေးသွားတဲ့ပုံမှာဆရာမအေးရနနာဦးနေပေါ့နော်ကိုရဲ့ပေါ့နော်ဒီအမျိုးသမီးတွေရဲ့တန်းတူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့မှလုပ်ငန်းခွင်နယ်ပယ်ရဲ့အနေအထားလေးနဲ့တစ်ချက်လေးဟိုဆွေးနွေးပြီးဖို့ရှိနေတယ်တူပါတယ်ဆွေးနွေးပြီးပါ
ဒီမှာပေါ့နော်ဒီကညီမလေးကလည်းဒီကျောင်းနေမှာဆိုရင်ဘယ်လိုမျိုးအမျိုးသားတွေနဲ့အမျိုးသမီးတွေခွဲခြားခံရတယ်ဆိုတဲ့ဟာမျိုးတွေပြောသွားတယ်ပေါ့နော်ဒီဘက်ကဆရာမဆိုရင်ကျွန်တော်တက်စီနေရာလေးကြားတယ်ဒီအိမ်တော်ရှိအမျိုးသမီးနေနဲ့ဒီတန်းတို့ညီများမှုမရှိတဲ့နေရာမျိုးတွေပေါ့နော်အဲ့ဟာလည်းပြောပြတယ်ပြီးတော့ဘက်ကဆရာမကလည်းပြောပြသွားတယ်ပေါ့နော်အဲ့တော့ကျွန်မကတော့ဒီတန်းတို့ညီများဆိုတဲ့အရာကတာမန်အပြည့်ကျင့်တော့စကလုံးလေးတစ်လုံးလိုမျိုးပဲပေါ့နော်တန်းလူကြီးကပေးထားတာပဲပေါ့နော်အမျိုးသားတွေကလည်းပြောလိုက်မယ်ကျွန်တော်တို့ဆိုရင်ပို့တော်မှအခွင့်အရေးမရှိဘူးပေါ့သူတို့အရင်ပြောတယ်ကျွန်တော်တို့မကြူရောကျွန်တော်တို့က4-9ဆွဲလို့ရလားပေါ့အဲ့လိုမျိုးမေးတာမျိုးတွေအောင်ရှိတယ်အဲ့တော့သူတို့ကဒါပေမဲ့ဒီလူမှုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာကဒီယောက်ျားလေးတွေအနေနဲ့ဘောနော်တခုဆိုရင်ကုန်သိက္ခာအရာပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာအရာပဲဖြစ်ဖြစ်အများကြီးတိတ်ပြီးတော့ထိခိုက်စရာမရှိဘူးအမျိုးသမီးတွေမှာကြတော့အများကြီးထိခိုက်စရာရှိတယ်ပြီးတော့ကျမတို့ကဒီအမျိုးသမီးတွေကဒီအခွင့်အရေးဆိုတဲ့ဟာမှာပေါ့နော်ဒီဝေးဖွာလာကနေကျမတို့ဒီအမျိုးသမီးတွေဆိုတော့အိမ်မှာပဲနေရတယ်ထမင်းနေချက်ရတယ်ကြောင်းသွားတယ်ဆိုရင်လည်းဒီကြောင်းထားတယ်ပေါ့နော်ကြောင်းထားတယ်ဆိုရင်လည်းအမျိုးသမီးတွေကိုတမီမိန်းကလေးမို့လို့ပေါ့နော်စာထပ်တက်ပြီးဆိုရင်ရပြီအများကြီးလည်းမမျောနဲ့ထားကြဘူးပေါ့နော်မိသားစုတိုင်းပါပဲဒါကတော့ကျမကိုယ်တိုင်ကလည်းဒီတာမန်မိသားစုဘဝကနေပေါက်ဖွာလာတာဖြစ်တဲ့အတွက်ကြောင့်လို့ကျမဆိုရင်လည်းကျမအိမ်ကမိသားစုတွေကအမှတ်ထားလိုက်သူတို့ကဒီတက်လို့ရတယ်ပေါ့နော်ကျမဆိုရင်တမီးကအနစ်နာခံလိုက်ပါပေါ့နော်ဒါတော့ကျမမိဘတွေဆိုရင်ဒါပွဲရပညာတက်တွေပါပဲဒါပေမဲ့အကုန်လုံးထဲမှာ main ကလေးဆိုတဲ့အတွက်ကြောင့်လို့အနစ်နာခံရတယ်ပြီးတော့ဒီလူမှုပတ်ဝန်းကျင်မှာဆိုရင်လည်းကျမတို့ကလိလာမှုပေါ့နော်ယောက်ျားလေးဆိုတော့တခုခုပေါ့တခုခုလိလာရှင်နေဆိုလည်းသူကသွားလို့ရတယ်ဘယ်နေရာပဲဖြစ်ဖြစ်ပေါ့မိန်းကလေးတွေကြတော့အဲ့လိုသွားခွင့်လည်းမရှိဘူးပေါ့နော်အဲ့တော့အိမ်ကနေစပြီးတော့ကျောင်းမှာပြီးတော့ဒီလူမှုကျမတို့လုပ်ငန်းခွင်တွေထဲမှာဆိုရင်လည်းဒီအမျိုးသမီးနဲ့အမျိုးသားနဲ့ကဘယ်တော့မဆိုတန်းတူပေးထားတယ်ဆိုပေမဲ့လည်းကျမတို့တန်းတူမရဘူးတန်းတူရမယ်ဆိုရင်တော့ကျမတို့အမျိုးသမီးတွေမှာကဒီမိခင်ဖြစ်တဲ့အတွက်ကြောင့်လို့ဒီကလေးဝေယဝိစတွေရှိရမိသားစုအရေးအရာကိစ္စတွေရှိတဲ့အတွက်အမျိုးသားတွေလောက်အချိန်မပေးနိုင်ဘူးမလုံနိုင်တာမျိုးတွေလည်းရှိတယ်ပြီးတော့လူမှုပတ်ဝန်းကျင်မှာဆိုရင်အခုဥပဒေရပဲဖြစ်ဖြစ်အမျိုးသမီးနဲ့အမျိုးသားကိုတန်းတူတော့ပေးထားတယ်ဆိုပေမဲ့အမျိုးသမီးတွေမှာကဒီကလေးကိစ္စတွေအကြောင်းကိစ္စတွေပေါ့နော်ဒီလူမှုရေးကိစ္စတွေပတ်ဝန်းကျင်ရဲ့အမြင်တွေအကြောင်းပေါ့နော်အမျိုးသားတွေလောက်ကတော့ဘလို့မှမရနိုင်ဘူးအဲ့ဒီပုံမှာကျမတို့ကတော့ဒီနေ့တရက်ဒီနေ့တရက်ထဲနဲ့တော့ဒီအမျိုးသားနဲ့မျိုးသမီးတန်းတူပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တော့တွားလို့မရဘူးအကုန်လုံးကပါဝင်ပြီးတော့ရှေ့ဆက်ပြီးတော့ကိုရနိုင်တဲ့အခွင့်အရေးကိုဆက်ပြီးတွားနေမှအဆင်ပြေမယ်ပေါ့နော်ပြီးတော့ဒီမှာဆိုရင်လည်းကျမတို့အမြင်တစ်ခုထပ်ရှိရပေါ့နော်ဒီကညီမလေးကလည်းပြောသားတယ်ဒီတက္ကသိုလ်ဝင်ခွင့်နေမှာဆိုရင်လည်းဒီအမျိုးသမီးတွေကပေါ့နော်အမျိုးသားထောက်ပို့ပြီးအမှန်ပြည့်နေရမျိုးပေါ့နော်ကျမတို့ကိုယူလိုက်ပါတယ်ဘာဖြစ်အမျိုးသမီးကပို့တော်နေလို့ပဲဖြစ်မှာပါအခုဒီပွဲမှာလာတက်တဲ့ဆိုင်လည်းအမျိုးသမီးတွေဒါအမျိုးသမီးပွဲဖို့လို့တော့မဟုတ်ဘူးပေါ့နော်ဘယ်နေရာမှာမဆိုအမျိုးသမီးတွေကပို့ပြီးတော့များတယ်ပို့ပြီးတော့လည်းတက်ကြွတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီလိုပုံစံနဲ့ပဲရှေ့ဆက်သွားရင်တော့ကျမရဲ့အမြင်ရဆိုရင်တော့နောက်နှစ်ပေါင်းနေများလာတဲ့ခါကျရင်ကျမတို့အမျိုးသမီးတွေကဒီတန်းတူညီများဆိုတဲ့စကားရက်ကိုတော့ပြောစရာမလိုပဲနဲ့ကျမတို့ကတော့မှဒီဟာကပုံမှန်အနေထားနဲ့ပေါ့နော်အမျိုးသမီးတွေကအမျိုးသမီးတွေအချင်းချင်းပဲဖြစ်ဖြစ်အမျိုးသားတွေကတော့အကုန်လုံးတန်းတူအခွင့်အရေးရနေတဲ့အနေထားတစ်ခုကိုကျမမြင်ရမယ်လို့လည်းကျမတို့ယုံကြည်တယ်အဲ့လိုမျိုးဖြစ်အောင်လို့လေကျမတို့အမျိုးသမီးတွေရောအမျိုးသားတွေအကုန်လုံးအချိန်အဟုန်နဲ့ဒါကိုလှုပ်ဆောင်ကြမယ်ဆိုရင်တန်းတူညီမျှအခွင့်အရေးတွေရလာမယ်လို့လည်းမြင်တယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာဘုလိုဆွေးနွေးပြီးတာတော့ပဲကျေးဇူးတင်တယ်ပေါ့နော်တစ်ဆက်တည်းပေါ့နော်ဆရာမမိုက်ကင်ထားတဲ့စာဖြစ်ဆိုတော့တကယ်လို့ပေါ့နော်ဒီ women empowerment ဖြစ်လာဖို့လူသမီးတွေရဲ့ဆွမ်းဆောင်မှုတွေဒီတဲ့ပူပြီးဒီတဲ့လာတော့ကျွန်တော်ပြောတဲ့ဒီ bike နဲ့ဒီကိုလည်းဆရာမပြောနေတဲ့လိုပဲပေါ့နော်နောက်လာမဲ့နှစ်ပေါ့နော်နှစ်စီကြာလာတဲ့အခါကျရင်တော့ခွင့်ရတွေပေါ်မှာဒါမှမဟုတ်လည်းညီညာမှုတွေပေါ်မှာဒီတဲ့ပူပြီးတော့အခြေအနေတွေပူပြီးလို့တဲ့ကောင်းမလားပေါ့နော်အဲ့တော့ကျတော့ဘူးဒီနေ့ဒီ international women day မှာပေါ့နော်မျိုးသမီးတွေပူပြီးတော့အဘာဝဖြစ်လာဖို့အတွက်ဆရာမအမြင်လေးနဲ့ဆိုရင်တော့
နော်ဒါလေးကိုတစ်စက်ပြဆိုပြီးပြီ ဟုတ်ကဲ့ဒီအမျိုးသမီးတွေကတန်းတူညီမျှဖို့အခွင့်အရေးတွေရရှိဖို့ပေါ့နော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးပထမဆုံးလုပ်ရှင်တာကတော့ဟိုကျမတို့ကိုယ်တိုင်ကိုအရင် changes လုပ်ကြည့်ကြမယ်ပေါ့နော်ကျမဆိုရင်လည်းဒါတစ်ဆက်တည်းပြောပြမယ်ဆိုကျမတို့ကဟိုဒီမွေးဖွားလာကနေရင်ကျမတို့ကဒီဟိုအရန်ချမ်းသာတဲ့မိသားစုကနေဆင်းသက်လာတာမဟုတ်ဘူးကျမတို့ဆိုရင်လည်းတာဝန်မိသားစုဘဝကနေဆင်းသက်လာတယ်အဲ့ဒီမှာဆိုရင်ကျမတို့ကဘယ်သူမှမွေးဖွားလာပြီးကျမကိုနေရရှင်းနေဖြစ်ဆိုပြီးကျမကိုရှင်းနေဖြစ်ခိုင်းလိုက်တာမဟုတ်ဘူးကျမကိုယ်တိုင်ဆိုရင်လည်းဒီရှင်းနေဖြစ်ဖို့အတွက်ကျမကဒီဘောနော်တခြားအလုပ်တစ်ခုဒီမီတာခလေးကောက်ရတဲ့အလုပ်မျိုးကျမလုပ်ခဲ့တယ်အဲ့ဒီလုပ်ခဲ့တဲ့လစာလေးရပါတော့နော်အဲ့လစာအဲ့ချိန်မှာကျမ2015ပါလစာ3သိန်းပဲရတယ်ပေါ့နော်အဲ့လစာ3သိန်းနဲ့ကျမကဒီတောင်ကြီးမြို့ကြီးမှာကျမမှာဆွေမျိုးလည်းမရှိဘူးကျမအရင်မိသားစုဒီတောင်ကြီးမြို့နယ်ထဲမှာတော့ဟုတ်တယ်ပေါ့နော်အဲ့ဒီဖက်မှာဆိုတော့ကျမတောင်ကြီးမှာလာနေတယ်အဆောင်မှာလာနေတယ်အဲ့ဒီရရတဲ့လစာနဲ့ကျမဒီမှာဥပဒေစာအုပ်ကိုတကယ်ရှင်းတွေကဟိုဘောနော်အင်ဂျီဟိုအဲ့ခက်ကဘောနော်အင်ဂျီ1000နဲ့ဝယ်နေတဲ့အချိန်မှာကျမဥပဒေစာအုပ်ကို8000နဲ့ပေးပြီးဝယ်ခဲ့တယ်ဝယ်ခဲ့တယ်ပေါ့နော်အဲ့လိုဝယ်ခဲ့တယ်ဆိုတော့အကုန်လုံးကဒီနေ့ဒီချိန်မှာဆမကတရားလွတ်တော်ရှိနေပဲဝင်ငွေတွေကောင်းနေတာပဲလို့ပြောလို့မရကျမလွန်ခဲ့သည့်10စုနှစ်တခုပြန်သွားပြီဆိုရင်ကျမသူများတွေကပျော်လေးပဲနေနေတဲ့အချိန်မှာကျမကအချိန်မှာဆင်းခဲ့တယ်ကျမတကယ်ချင်းကအဲ့ဒီချိန်မှာကျမတို့အသက်22နှစ်မှာပေါ့နော်ကျမတကယ်ချင်းကဒီမြဝတီဘဏ်မှာအလုပ်ဝင်လုပ်ခဲ့တယ်သူတစ်လကိုလစာ2သိန်း2000လောက်ရတယ်အဲ့ချိန်မှာကျမကကျမရဲ့ master ပြီးတဲ့မုတ်ဖိုးလေး9000နဲ့ကျမနေခဲ့တယ်ပြီးတော့ကျမတကယ်ချင်းကသူပြောတယ်ကျမဘာပြောလဲဆိုတော့အဲ့ချိန်မှာကျမမှတ်မိတယ်ရွှေတစ်ကြက်သားကိုကျမတို့ဒီပေါ့နော်သိန်း80ဝန်းကျင်ခန့်ပေါ့နော်အဲ့ချိန်မှာအဲ့ဒီမှာသူတို့ကဘာလုပ်လဲရလဲဆိုရင်သူကဘန်ဒီမှာအလုပ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့တစ်နှစ်စာ bonus ရတနေ့ကို10သိန်းလောက်ရကျမတို့လာကြွားတယ်သူကျမဘယ်လိုပြောလဲဆိုတကယ်ရှင်းတဲ့ငါကားတဲ့ငါမိတွက်တဲ့ရွှေတစ်ကြက်သားဝယ်ပြီးလိုက်တယ်ကျမအဲ့ချိန်မှာကျမရမ်းကုန်ငယ်ခဲ့တယ်ကျမမိဘကိုကျမမွေပေးနိုင်ခဲ့ဘူးအဲ့အတွက်ကြောင့်မို့ကျမကဒီရဲ့သူ့မေရွှေတစ်ချက်သားဝယ်ပေးခနေတဲ့အချိန်မှာကျမအတွက်ဥပဒေစာအဝယ်လိုက်ဟိုအမှုကလည်းကျမတို့ရှင်းနေဆိုတဲ့အတိုင်းပဲဘယ်သူမှဟိုကျမတို့ make up တကူရောင်းတယ်လို့ပေါ့တကယ်ချင်းကဒီ make up လေးရောင်းတယ်ဝယ်ပေးပါအောင်ဆိုဝယ်လို့ရကျမတို့အမှုလိုက်အပအောင်ဆိုရင်အဲ့လိုမရအောင်ကျမတို့ကယုံကြည်မှုနဲ့သွားအဲ့အတွက်ဘယ်သူကနေစခဲ့လဲဆိုကျမကိုယ်တိုင်စခဲ့တယ်ဒီတန်းတူညီများဖို့အခွင့်အရေးတွေကိုဘယ်သူကစလုပ်ရမှာလဲဆိုကျမတို့ကိုယ်တိုင်စလုပ်ရမယ်ကျမတို့ကိုယ်တိုင်ကအရွေးတစ်ခုသွားရမယ်ပေါ့နော်အကုန်လုံးကတော့ဘယ်သူမှကျမကိုဘယ်သူမှစော်ကားလို့မရအောင်ကျမကိုဘယ်လိုဖြစ်တာအောင်ပေါ့နော်ကျမတို့အဲ့လိုသွားလုပ်လို့မရအောင် changes ကတော့ချက်ချင်းကျမတို့ဒီယောက်ျားကျမတို့လေးစားအောင်ကျမတို့သူများရဲ့ line မဆောင်ကျမတို့အရင်ဆုံးပြုပြင်တောင်းရရမယ်အရင်ဆုံးပေါ့ကျမတို့မှာဒါအတိပညာတွေအတက်ပညာတွေပြည့်ဝနေဆိုကျမတို့ကိုလည်းဘယ်အမျိုးသားကမှဝင်ပြီးတော့စော်ကားရဲမှာမဟုတ်ဘူးဥပမာပေါ့ကျမတို့ကနေပြီးတော့လူတစ်ယောက်ရဲ့အခွင့်အရေးကိုစော်ကားရဲဆိုရင်ကျမတို့ကဥပမာကျမတို့ကလေးတစ်ယောက်ကိုရိုက်မယ်ဆိုရင်တော့သူ့အမေရှိတဲ့ကလေးကိုရိုက်မလားသူ့အမေမရှိတဲ့ကလေးကိုရိုက်မလားကျမတို့သူ့အမေမရှိတဲ့ကလေးကိုရိုက်မှာပေါ့ဘာဖြစ်လို့လဲဆိုသူ့မှာတိုင်ပြောစရာလို့မရှိဘူးအဲ့ဒီအတွက်ကြောင့်ကျမတို့အမျိုးသမီးတွေမှာကျမတို့မှာအတိပညာရဲ့အတက်ပညာတွေကျမတို့မှာကိုယ်ပိုင်အလုပ်ကိုင်နေကိုယ်ပိုင်အစွမ်းစားတွေနဲ့ရက်တည်နိုင်ခဲ့တယ်ဆိုရင်ကျမတို့ကိုဘယ်သူကမှစော်ကားရမှာမဟုတ်တယ်လို့ကျမတို့ကိုဘယ်သူကမှထိခိုက်အောင်လုပ်နိုင်မှာမထင်ဘူးပေါ့နော်အဲ့တော့ကျမတို့ကအရင်ဆုံး changes လုပ်ရမှာကျမတို့ကိုယ်တိုင်ပဲကျမတို့တန်းတူအခွင့်အရေးရဖို့ကိုနောက်တစ်ခုကတော့ကျမတို့ရဲ့ပတ်ဝန်းကျင်ပေါ့ကျမတို့ကလည်းကျမတို့ changes လုပ်မယ်ကျမတို့ပတ်ဝန်းကျင်ကတကယ်ရှင်းတယ်လည်းကျမ changes လုပ်ဖို့အားပေးရမယ်တရက်ထဲတော့ဖြစ်လာမှာမဟုတ်ဘူးဒါကတော့အဲ့လိုပြောလို့ကျမရဲ့အမှုတယ်ဆိုလည်းပြောတယ်ကျမဒီအမျိုးသားလက်အောက်ကနေမလွတ်မြောက်နိုင်ဘူးကျမပြောတယ်ချက်ရှင်းဒီနေ့ပဲဖြစ်နိုင်ဘူးဒီနေ့ချက်ရှင်းနေဒီအမျိုးသားနဲ့ကွာရှင်းပြီးနောက်တစ်နေ့နေရအောင်မြင်တဲ့အမျိုးသမီးစူပါဝူမန်တက်လုပ်လိုက်လို့မရဘူးကျမတို့အရင်ဆုံးပါလုပ်မလဲကျမတို့တင်တန်းနေတက်မယ်ကိုယုံကြည်မှုရှိအောင်အလုပ်တွေစလုပ်မယ်ဘာလုပ်မလဲကိုယောက်ျားပြီးတဲ့10တဲ့ကိုနေမှာမဟုတ်ဘူးသူ့ရဲ့ဝင်ငွေလာစားဖြစ်တဲ့တသိန်းကိုလည်းကျွန်မရှိကျူတယ်စပြီးအလုံးလုံးကြည့်မယ်နောက်ကျရင်တသိန်းကနေလည်းသူသိန်း100ဖြန့်လည်းဖြစ်သွားနိုင်တယ်အဲ့ဒီချိန်ကျဒီမျိုးသားရဲ့လောက်ကနေလည်းသူလွတ်သွားနိုင်တယ်ဒီလိုမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ဖိနှိပ်ခံရတာကလေကျွန်တော်တို့ကအားနည်းနေလို့ပေါ့ခုနကပြောတယ်လို့အမေမရှိနေလို့ပေါ့
ဒါမျိုးအကြောင်းအရာတွေလည်းအများကြီးပါနိုင်တယ်အဲ့အတွက်ကြောင့်မို့ကျမတို့ကနေပြီးတော့ဒီ community ကြီးမှာဘောနော်ဒီအမျိုးသမီးတွေဒီကနေပြီးတော့ပို့ပြီးကောင်းတဲ့ဘဝရောက်ဖို့အတွက်အရင်ဆုံး changes လုပ်ရမှာတော့ကျမတို့ကိုယ်တိုင်ပဲဖြစ်တယ်ပြီးကျမတို့ပတ်ဝန်းကျင်ကတကယ်ချင်းတို့လည်းကျမတို့အားပေးလို့ရမယ်ကျမတို့ဒီလူမှုအတိုင်းဝိုင်းပါလေကျမတို့ဒီအားနည်းနေတယ်အကောင်တော့တန်းတူတော့မရှိဘူးအကောင်လုံးဖေးမကူညီမယ်ဆိုရင်တော့ကျမတို့ပုံကောင်းမွန်တဲ့အနာဂတ်တစ်ခုမှာအမျိုးသမီးတွေကဖိနှိပ်ခံရတဲ့ဘဝမဟုတ်ဘဲနဲ့အောင်မြင်နေတဲ့အမျိုးသမီးတွေကိုလည်းမြင်တွေ့ရမှာဖြစ်တယ်ကျမတို့ဥပဒေတွေပေါ့နော်ကျမတို့ခုနပြောသလိုပဲဥပဒေတွေကာကွယ်ပေးထားတယ်ကျမတို့မျှော်လင့်ရမယ်ဘက်ဒါပေမဲ့ကျမတို့ကိုယ်တိုင် changes လုပ်ကြည့်တဲ့နယ်လို့တော့ကျမတို့မြင်တယ်တခြားအရာတွေကတော့အခုဒီနိုင်ငံရေးရှိနေတွေရှိတယ်ကိုဗစ်ကာလတွေရှိတယ်ကျမတို့ဒီမှာမကူညီနိုင်တဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိတယ်တောင်းလို့မရတဲ့နေရာတွေလည်းရှိတယ်ကျမကိုယ်တိုင်ရှိနေတရားဒါပေမဲ့ကျမတို့ရောဟုတ်ပြီစမအခုချိန်မှာဒီရက်တရားမျှတမှုတွေရောအများကြီးအပြည့်အဝရရှိနေလားလို့ပြောပြီးဆိုကျမကိုယ်တိုင်ပြောမယ်တရားမျှတမှုရရှိဖို့အတွက်ကတော့လက်လန်းမမီဘူးလို့ပဲပြောရှင်တယ်အဲ့အတွက်အဲ့လိုအနေထားမျိုးတစ်ခုမှာကျမတို့ကိုယ်တိုင်ကပဲစပြီးတော့တူတယောက်ချင်းကနေပြီးတော့ပေါင်းစည်းသွားပြီဆိုရင်တော့တန်တို့ခွင့်ရည်တွေလည်းအများကြီးရနိုင်နိုင်မယ်ဆိုတော့ပြောကြရှင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဆရာဟိုပြည့်စုံလို့ပြောသွားပြီးတဲ့အတွက်လည်းဟိုကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ကြတော့ခုနစွမ်းဆောင်ရည်တွေမြင့်တင်မှုတွေခုနပြောတဲ့ခွင့်ရည်တွေတန်တို့ညီမျှမှုတွေအတွက်ကိုလုပ်တဲ့အခါမှာနော်ဟိုဆရာမပြောသွားတဲ့အခါမှာဟိုကျွန်တော်ဒီနေ့ပြန်ပြီးကိုပြောချင်တာကတော့ကိုယ်တိုင်ကစဖို့လုပ်တယ်ပေါ့နော်ဟိုကိုယ်တိုင်ကစမှာဟိုတစ်ခါကရွေးတစ်ခုကိုကိုယ်တိုင်အဘာဝဖြစ်ချင်တဲ့အရာတစ်ခုကဟိုသူများကဖြည့်ပေးရမှာမဟုတ်ဘူးနော်ကိုယ်တိုင်ကစတယ်ကိုယ်တိုင်ကစပြီးတော့မှလာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ့နော်ဒါတွေကနေပြီးတော့မှရွေးတစ်ခုသွားတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုပဲပြန်ပြီးတော့နားလည်ပြရတယ်အဲ့တော့ဆရာမအနေနဲ့အားရောဒီမျိုးသမီးတွေရဲ့ဒီစွမ်းဆောင်ရည်တွေမြင့်တင်လာလို့ခုနအခွင့်အရေးတွေဟိုရန်သူညမှုတွေဖြစ်လာဖို့အရှိန်အဟုန်တွေကျွန်တော်တို့ထပ်ပြီးပြဖို့ကြိုးစားတဲ့အခါမှာဆရာမအမြင်အောင်ဘယ်လိုရှိလဲဘယ်လိုတစ်ချိန်လေးဖြစ်ပြီးစီခုနညီမလေးပြောလို့ပဲကိုပဲကျမတို့အရင်ဆုံးပြင်ရမှာပါပဲယောက်ျားလေးရောမိန်းကလေးရောပေါ့နော်ကျမတို့မျိုးသမီးရတော့ပို့ပါတယ်ကိုခွန်အားယူမယ်ကိုကဒီဖြောက်မှတ်တဲ့လမ်းကိုရှောက်မယ်ကိုကတကယ်အကြမ်းဖက်မှုခံနေရပြီဆိုရင်လည်းရဲဝံ့စွာရင်ဆိုင်နိုင်ရမှာအဲ့တော့တချို့တွေကအများကြီးရှိတယ်အထဲမှာအိမ်တွင်းကြမ်းဖက်မှုတွေပါကြုံနေတဲ့အမျိုးသမီးနဲ့မျိုးသားခွန်အားလုံးဝမတူဘူးဘယ်လောက်ပဲအမျိုးသမီးတွေကစွမ်းနေပါစေအမျိုးသားရဲ့ခွန်အားကိုမရှင်းနိုင်တာတွေအများကြီးရှိတယ်အဲ့လိုအခါလေးမှာဆိုရင်ဒါကျွန်တော်တို့ညီမမျိုးတွေကြုံတွေ့ခဲ့ရတယ်အများကြီးပေါ့နော်ကိုကအဓိကအသိဉာဏ်ပွင့်နေမှာဖြစ်တာအသိဉာဏ်ပွင့်နေရမယ်ပတ်ဝန်းကျင်ချိတ်ဆက်ရှိနေရမယ်အဲ့လိုချိတ်ဆက်ကောင်းတွေရှိရမယ်ဆိုရင်အနည်းဆုံးတော့ကိုမနှိမ်ချရဲပေါ့အဲ့တော့တန်တူဆိုတဲ့ကိစ္စရက်တွေကဒီမှာပေါ်လာပြီမိသားစုထဲမှာဆိုရင်လည်းမျိုးပေါ့တချို့တွေကမျိုး type တွေရှိတယ်မိသားစုတစ်ခုကဖေးအေးကောင်းမအေးကောင်းနဲ့ကြုံတွေ့မယ်ဆိုတဲ့မိဘတွေတိုင်းမရှိနိုင်တချို့မိဘတွေဆိုရင်ဖေးဟိုတချို့မိသားစုတွေမှာဖခင်ကမကောင်းဘူးတချို့မိဘတွေမှာတချို့မိသားစုတွေမှာမိခင်ကမကောင်းဘူးတချို့မိသားစုတွေမှာနှစ်ဦးစလုံးကမကောင်းတချို့ဆိုမိဘမယ်ရှိတယ်ခုငါဘာဖြစ်နေလဲပေါ့နော်ကိုပြောတာနော်ငါကကျမကိုရှင်းပြောမယ်ဆိုရင်ငါကဒီလိုဖြစ်တဲ့အချိန်မှာစိတ်မညစ်ဘူးလားမကြောက်ရှုံးဘူးလားစိတ်မညစ်ဘူးလားပေါ့မေးရဆိုရင်ကျမဖြေတယ်ကျမအချိန်စိတ်ညစ်တာပေါ့ကျမကြုံခဲ့ရတဲ့အချိန်တွေမှာဖြတ်တဲ့လမ်းတွေကိုမလျှောက်ဘူးလားလျှောက်ဘူးလားပေါ့တောင်းဝင်းချင်ကြည့်နေတဲ့အချိန်တွေမှာငါ့ကိုသူတို့တွေခါလေးပြောနေတယ်သိတယ်လေသိတယ်အကုန်လုံးသိတယ်မိသားစုထဲမှာရောကိုဖေးမမွေးသူမရှိနှိမ်ချဆက်မှုတွေမခံဘူးလားခံဘူးလားပေါ့အဲ့ဒီခါတွေကိုဘယ်လိုကြော်ဖြတ်မလဲဘယ်လိုတန်းတူခွင့်ရကိုဆောင်ရွက်မလဲအဲ့ဒီခါတွေမှာဆိုလို့ရှိရင်ဒီကခုနကညီမပြောလို့ကိုယ့်ရဲ့စိတ်ကခွန်အားပဲကိုယ်စိတ်ကကိုလုံးနိုင်တယ်လေကိုယ့်ရဲ့ဒီဘဝမှာဒီခန္ဓာဒီရလာတာကကိုယ့်အတွက်တမိုးရှိနေပြီသူများတော့ကျွန်မဆုံးရှုံးခံကျွန်မခံကြလို့ပြပြနော်ကျွန်မသူများအတွက်ကျွန်မခန္ဓာကျွန်မစိတ်ကျွန်မအဆုံးရှုံးခံဘူးအဲ့ဒီလိုစိတ်နဲ့ငါကတိုးတက်အောင်ငါပြန်လုပ်ရမယ်ငါသားသမီးမရှိရင်ကိုပေါ့ဖြစ်တယ်ငါရက်တည်နိုင်ရမယ်ငါကဘလို့ရက်တည်မျိုးနဲ့ပဲဖြစ်ပါစေခုနဒီမာလေးတို့လို
ဒါရက်တည်မှုတွေဖြစ်တော့ဘာဖြစ်လဲကိုတန်မိုးရှိတယ်လေကိုတန်မိုးရှိတဲ့လမ်းကိုရက်နေတာကိုမဟုတ်တာမလုပ်ဘူးသူများကိုလိမ့်မစားဘူးဟုတ်တယ်နော်မဟုတ်တဲ့လမ်းကိုမရှောက်နေတဲ့ရွေကိုကပတ်ဝန်းကျင်ကိုရင်ဆိုင်မယ်မိသားစုကိုရင်ဆိုင်မယ်အဲ့လိုပဲကိုကနှိမ့်ကြနေခဲ့ရင်ကိုဖေးမမယ်ကိုအဆုံးစီမယ်နော်ဘယ်တော့မှမရွေးဘူးသူများတွေဝမ်းသာအောင်ကိုမလုပ်ဘူးနံပါတ်1ကတော့ပြန်ရွေးလိုက်တာပေါ့ငါအကြောင်းသူတို့ဝမ်းသာစေရအောင်ပေါ့ဒါပဲအဲ့ဒီချိန်မှာကိုယ့်ရဲ့အခွင့်အရေးပြန်ရလာတယ်နော်ပြန်ရလာတယ်ကိုဆုံးရှုံးခဲ့တဲ့အရာတွေကိုလူရမသွင်းချင်တဲ့အရာတွေကိုဒါကျမဆိုရင်အိမ်အောင်ဝဲမို့လို့နံပါတ်1နောက်တစ်ခုကငွေကြီးကျမမပြည့်စုံခဲ့ဘူးပေါ့နော်အဲ့ဒီဟာတွေကြောင့်မို့လို့နှိမ့်ကြခဲ့တဲ့အရာတွေကပြန်ရလာတယ်တစ်ချိန်မှာကိုကဒီလိုနေရာမျိုးတွေမှာပြန်ရောက်လာနိုင်သလိုကိုဆိုတာကိုလူကဘာတွေသိတာဒါကိုစိတ်ဓာတ်ကပြင်ဆင်သွားတာပဲဓာတ်တူအခွင့်အရေးဆိုတာခုနညီမလေးပြောတဲ့စကားသိမှန်တယ်ကိုကစရမှာကိုကစမယ်ကိုဟာဆိုတာသိအောင်လုပ်ပြတဲ့အခါမှာကိုအတွက်ဓာတ်တူအခွင့်အရေးရှိလာဒါကအမျိုးသမီးအတွက်ဒီကျွန်မပြောတာမဟုတ်ပါဘူးမျိုးသားတွေလည်းဒီလိုပါပဲခေတ်လူငယ်လေးတွေလည်းဒီလိုပါပဲကိုစိတ်ဒီချိန်ဒီမှာစိတ်တွေလေးနေမယ်ကဲနိုင်ငံရေးမကောင်းလို့noဒါတွေကခဏဘေးကိုဖယ်ထားမှာကိုအရင်ပြောင်းလဲရအောင်ကျွန်တော်တို့တွေကကိုချင်းဆက်လုပ်ရင်လည်းတယောက်စီကကျွန်တော်တို့ပြောင်းလဲသွားတယ်ဆိုလို့ရှိရင်တက်မှတ်အောင်သွားရင်ကျွန်တော်တို့ဒီလူတိုင်းမှာဖွဲ့စည်းရလိုက်ပြောင်းလဲသွားပြီအမြင်တွေအားလုံးလေအဲ့တော့အမျိုးသမီးတွေကလည်းအခုဆိုကျွန်တော်တို့နိုင်ငံမှာဖြစ်လာပြီလေအိမ်တော်ဝဲကိုလက်ခံနိုင်လာပြီအခုညီမလေးတို့လိုမျိုးတွေရင်တော့ခါတည်းမှလည်းပို့ကြဘူးမှာပါအခုဆိုရင်ညီမဆိုရင်ရက်တီရှိလာတော့ဒီနေရာမှာသူဒီလိုရက်တီနိုင်ပြီလေညီမလေးဒါကတို့တွေရဲ့စူးစမ်းမှုတို့တွေမျိုးသမီးတွေရဲ့စွမ်းဆောင်မှုကြောင့်ဖြစ်လာတာဒီဓာတ်လူခွင့်ရည်ကိုခုနရဖို့ကိုယ့်ရဲ့ပါဝါကိုယ့်ရဲ့ခွန်အားပဲကိုယ့်ရဲ့ကိုကျင့်တရားမှန်ကန်ထိသိမယ်မှန်ကန်လောက်ကင်မယ်အဲ့ဒီလိုနည်းနဲ့ပဲဒီဓာတ်လူခွင့်ရည်တွေကိုသွားမယ်လို့ကျွန်မကတော့ခံယူမိပါတယ်ကျေးဇူးတင်ပါတယ်နော် ဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ဘာလို့လဲဆိုတော့ဆရာမပြောသွားတဲ့ထဲကနေအဓိကပေါ့နော်ဖတ်သားဆရာကတော့ဘာပဲပြောကျွန်တော်တို့ဒီပေါ့နော်ဒီလူသမီးတွေဆွမ်းဆောင်ရည်ပြုဖို့အားပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီတမန်တော်လုံးနဲ့ပြောနေပေါ့နော်စိတ်ခေါ်မှုတွေကတော့အများကြီးပဲအရွေးတစ်ခုကိုရောက်ဖို့ကလည်းကိုဒီမြန်မာနိုင်ငံရဲ့ဒီထုံးတမ်းစင်လာတွေဒီဂျီမှုပုံစံတွေဒါတွေကပို့ပြီးတော့ခက်ခဲတယ်ဒါပေမဲ့ခုဆရာမပြောသွားတဲ့တဲမှာတော့တကယ်တမ်းရှိတာကတော့ဘလို့စိတ်ခေါ်မှုတွေလည်းရှိနေတယ်အခက်ခဲတွေကဒီလိုပဲလဲကြကိုတိုင်းတတိရှိအင်အားရှိနဲ့ပြန်ထပြီးတော့ရှေ့ဆက်ပြီးတော့သွားဖို့လိုတယ်ပေါ့နော်အခုလည်းဘာပဲပြောကျွန်တော်တို့အနေနဲ့ဒီပြည်ဆိုင်ရာပြည်သူများနေရဲ့ရှေ့ဆက်သွားမယ်နိုင်စီတွေမှာခြေကူမြင့်မဲ့ဟာတွေမှာဒီလိုမျိုးအသွေးခေါ်တွေကမျိုးသမီးလူတွေမှာရောအခါဒါရောဝိုင်းဝန်းကူညီပံ့ပိုးချိတ်ဆက်ပေးရမယ်လူသားတွေကတော့ဒါကိုမဖြစ်ဘူးလက်ခံဖို့လုပ်နေပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီခါကျတော့မန်တီအနေနဲ့အောင်ဒီအခြေဟုန်မြင့်ပြီးရှေ့ဆက်သွားဖို့လမ်းကြောင်းတွေမှာမန်တီရဲ့အနေနဲ့ပြောင်းပြီးနော်ဟုတ်ကျမတို့ကြတော့ကျမကိုယ်တိုင်ပေါ့နော်ကျမဒီလိုဆောင်းနာတော့ခက်ခဲတွေပြောသွားတယ်ပေါ့နော် challenge တွေခက်ခဲတွေကျမတို့ရဲ့ခွဲခြားခံရမှုတွေပြောသွားတယ်ပေါ့နော်အဲ့အချိန်မှာဆောင်းဒီ share ဆင်တွေပြောသွားတဲ့အတိုင်းပဲပေါ့နော်ကျမဆိုလည်းဒီကျမဘောမှာကျမရဲ့ identity ကကျမမွေးကနေဖြစ်လာတာကျမတောင်လုံးယူထားတာမဟုတ်ဘူးပေါ့နော်ဒါကြောင့်မို့ကျမဒီဥစ္စာကိုကျမချစ်တယ်ကျမကိုကျမချစ်တယ်ကျမကိုကျမမျက်နှာလို့တယ်အဲ့အတွက်ကြောင့်ကျမဖြစ်စဉ်တဲ့ဘောကကျမတော်ရမယ်ပေါ့နော်ဖန်တီးမယ်အဲ့အတွက်ကြောင့်မိသားစုတွေတိုင်းဝိုင်းတွေလောက်ခွင့်ရပျော်လာတဲ့စကားတွေကြောင့်မလို့ကျမတို့ပုံစံတွင်းနဲ့ပုံစံခွဲတယ်ကျမတော်မှာမဟုတ်ဘူးပေါ့နော်အဲ့အတွက်ကြောင့်ကျမစဉ်းစားလာခဲ့ကျမစဉ်းစားခဲ့တာပေါ့နော်ကျမတွေးခဲ့တာကကိုယ်တိုင်ပြောင်းလဲရမယ်ကိုယ့်ရဲ့ခွင့်ရည်ကိုတည်ဖို့လိုအပ်တယ်ဒီ LGBT ဆိုတာဘာကြောင့်ဖြစ်ပေါ်ရတာလဲဆိုတဲ့ဟာကိုကိုကမတည်တဲ့လူတွေကိုကိုကပြန်ပြီးတော့ကိုယ်တိုင်တည်အောင်လုပ်ပြီးတော့ sharing ပြန်လုပ်ပေးနိုင်ပြီပေါ့နော်အဲ့လိုကျမတွေးခဲ့တယ်အဲ့အတွက်ကြောင့်မလို့ကျမအလုပ်ခွင့်တစ်ခုမှာပေါ့နော်အရင်အဲ့ရဲ့အလုပ်ကကျမတို့တောင်းစစ်နေရဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမရန်ခွဲခြားဆက်ဆက်လဲအလုပ်တော့ခန့်ရထားတယ်ဒါပေမဲ့တာခွဲခြားဆက်ဆံခံရတယ်ပေါ့နော်ဒါပေမဲ့ကျမ LGBT transgender တယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အလုပ်ခွင့်လဲရန်နေပါတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမတီးခန့်ပြီးလောက်လာတယ်နောက်ပိုင်းကျတော့ကျမဒီတိုင်းတွေမခံနိုင်တော့ပေါ့နော်ဒါဆိုရင်ငါတို့လုံးလုံးနိုင်မယ်လမ်းတော့ရှိရမယ်ဆိုတော့အတွေ့ပေါ့နော်ကျမအဲ့ဒါတွေဝင်လာတယ်နောက်ပိုင်းကျတော့ကျမတို့ရဲ့ LGBT နဲ့ပတ်သက်တဲ့ခွင့်ရေးတွေရနိုင်မယ်ဟာတွေကျမတို့အတင်တန်းတွေရနိုင်မယ် organization နဲ့ကျမရှိတ်ဆက်ပြီးတော့ဒီကျမအခုလက်ရှိလုပ်နေတဲ့ organization မှာကျမဝင်ရောက်ပြီးလုပ်ကိုင်နေပါတော့အဲ့ခါမှာကျမအတွက်
ကျမတို့ခွင့်ရည်ပါတယ်ဆိုတာကျမသိလာတယ်နောက်ကျလို့ရှိရင် LGBT ကဘာကြောင့်ဖြစ်လာလဲဆိုတဲ့ဟာကျမသိလာတယ်ပေါ့နော်နောက်ကျလို့ရှိရင်ဒီကျမကခုနောက်ပိုင်းဆိုလို့ရှိရင်ကျမရဲ့မိသားစုနဲ့ကျမရဲ့အတိုင်းဝိုင်းနဲ့ပေါ့နော်ဒီကျမရဲ့ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ကျမအရင်ကခွဲခြားဆက်ဆံမျိုးတွေမလောက်တော့ဘူးနော်ဘာကြောင့်လဲဆိုလို့ရှိရင်ကျမဒီလိုကိုအဝဲဖြစ်သွားတဲ့အခါမှာကျန်တဲ့လူတွေလည်းကျမမိသားစုအိမ်စားပြီးကျမကိုမိသားစုလက်ခံနိုင်အောင်ကျမအဝဲဖြစ်အောင်သူတို့အရင်ဆုံးကျမadvocacy လုပ်ရတယ်ပေါ့နော်ဒါရင်ကျမလုံနိုင်ရင်လည်းတဖြည်းဖြည်းနဲ့ကျမမိသားစုပြီးကျမရဲ့အတိုင်းဝိုင်းပေါ့နော်ကျမဒါကြီးလုံလာနိုင်တယ်နောက်ဆိုလို့ရှိရင်ကျမရဲ့ဒီပတ်ဝန်းကျင်မှာဆိုလို့ရှိရင်ဒီကျမဒါတွေပေါ့နော်ကျမရဲ့ဖြစ်တည်မှုတွေဒီ LGBT ဆိုတာကကျမလုံယူထားတယ်လည်းမဟုတ်ဘူးတမင်တက်လောက်ထားတယ်မဟုတ်ဘူးဆိုတဲ့ဟာတွေကျမပြောပြလာနိုင်ခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်လို့နောက်ပိုင်းမှာဆိုကျမလွတ်လွတ်လပ်သွားလွတ်လွတ်လပ်မိသားစုမှာလည်းမိသားစုကလက်ခံလာနိုင်တယ်ကျမတို့ income တူဆိုလည်းအကောင့်မှုအရှင်းလို့အရင် income တူရဖို့အရေးကိုအရင်ဖိနှိပ်ခံရတဲ့ဘဝမဟုတ်တော့ဘူးเนาะအဲ့ဒါကြောင့်မလို့အခုချိန်မှာအခုဆိုရင်ကျမဒီလိုကိုပြောင်းလဲလိုက်တဲ့အတွက်ကြောင့်မလို့အားလုံးကပြောင်းလဲလာကြတယ်ပေါ့เนาะဒီထုံလေးလက်ကောင်းမယ်ဒီကျမတို့လိုဘဝကျူ LGBT တွေလည်းပေါ့เนาะတကယ်တမ်းပြောင်းလဲရှင်မိမိကိုမိမိအရင်ဆုံးပြောင်းလဲရမှာပေါ့เนาะကိုယ်တိုင်ကမပြောင်းလဲပဲနဲ့ကိုယ်ဖေကိုမသိဘူးကိုလောက်ဆောင်ရမယ့်ဟာတွေကိုမသိပဲနဲ့သူများပြောနေတဲ့ဟာတွေပဲကိုကဖိနေမှုတွေပဲခံနေရမှာပေါ့နော်အဲ့လိုဆိုမှကိုယ်တိုင်ပြောင်းလဲပြီးတော့ပြင်ဆင်မှာဒီလိုကိုလိုချင်တဲ့ခွင့်ရည်တွေကိုဖြစ်စီတဲ့ဘဝကိုရှောင်လန်းနိုင်မှာပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ် โอเคပါနော်ဒီမှာလည်းတကယ်ကိုအဓိကကြားတဲ့အချက်တွေပါပါတယ်အဓိကတော့အရေးကြီးဆုံးကတော့ကိုတံပိုးထားဖို့ကတော့အရေးကြီးတယ်ပေါ့နော်transgender မှာပဲဖြစ်ဖြစ်အမျိုးသမီးတွေမှာပဲဖြစ်ဖြစ်အမျိုးသားတွေမှာပဲဖြစ်ဖြစ်လူငယ်တွေမှာပဲဖြစ်ဖြစ်ကိုကတံပိုးထားမှသာသူများကလည်းကိုတံပိုးထားမယ်ပေါ့နော်နောက်တစ်ချက်ကတော့ခုနမန်းကြီးပြောပြသွားတဲ့ထဲမှာကိုရဲ့ယက်တီချက်ခံယူချက်အခွင့်အရေးတွေကိုသူများနားလည်လက်ခံလာအောင်ကြိုးစားပေးဖို့ကလည်းအရေးကြီးတယ်ပေါ့နော်မကြိုးစားဘဲနဲ့ကိုယ့်အခွင့်အရေးကိုကိုယ်စိတ်ထဲမှာပဲဒီတိုင်းပဲထားပြီးတော့မျိုးသိပ်ပြီးနေလို့ရှိရင်တော့အဲ့ဒီအခွင့်အရေးကိုဘာလို့နေမှကိုယ့်အခွင့်အရေးဘာမှသူများကမသိရင်ပေးရမယ့်လူကလည်းပေးဖို့ကြိုးစားမှာမဟုတ်ဘူးတချို့ကလည်းမပြောသေးဘူးမပေးဘူးဆိုတဲ့လူမျိုးတွေနဲ့တွေ့ရင်ပို့ပြီးတော့ခက်ခဲတယ်ပေါ့နော်အဲ့တော့ကြတော့ဘာပဲပြောဒါတွေကိုနားလည်လက်ခံလာအောင်ကြိုးစားဖို့ကလည်းလိုတယ်ပေါ့နော်ဘာပဲပြောလူတိုင်းမှာကိုယ်ပန်းနိုင်ကိုယ်ရည်မှန်းချက်တွေကိုယ့်ရဲ့တန်ဖိုးထားမှုတွေရှိတယ်အဲ့ဒီတန်ဖိုးထားတဲ့ရည်မှန်းချက်တွေပန်းနိုင်တဲ့အတွက်ကိုကနေစူးစမ်းတဲ့အခါမှာသူများကကိုယ်ပန်းနိုင်ပါလဲဆိုတာလည်းနားလည်ဖို့လည်းလိုတယ်ဆိုတာကိုhighlight လုပ်သွားတာကိုတွေ့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကြတော့ဘာပဲပြောဒီအမျိုးသမီးတွေရဲ့အခွင့်အရေးနော်အခါစမ်းစာရေးတွေမြင့်တင်ဖို့ကိုပေါ့နော်ကျွန်တော်တို့ဒီကြီးတဲ့လူတွေရဲ့အခန်းကဏ္ဍကလည်းအရေးကြီးတယ်လို့လူငယ်အမျိုးသမီးတွေရဲ့အခန်းကဏ္ဍအမြင်တွေကလည်းအများကြီးအရေးကြီးတယ်ပေါ့နော်အဲ့တော့ကြတော့တမီးဖြူစင်စီယာသူရဲ့အမြင်လေးတော့ပို့ပြီးတော့ဒီဟာတွေကိုအရှိန်အဟုန်မြင့်ပြီးသွားနိုင်အောင်ဘာတွေလုပ်သင့်တယ်လို့လူငယ်အမျိုးသမီးတယောက်အနေနဲ့မြင်တယ်ဒီဆွေးနွေးပေးစီကြပါဘောနော်ဆွေးနွေးရမယ်ဆိုရင်ပေါ့အရှိမတော့စမရေပြောပြီးသွားတော့အများကြီးတော့ရှိတော့ပြီပေါ့နော်စမရေပြောတဲ့အတိုင်းပေါ့နော်အထီးကကိုပြောင်းလဲဖို့ပေါ့နော်အဲ့ဒါတော့တကယ်ဟုတ်ပါတယ်ဒါကတော့ပြောရမယ်ဆိုရင်တော့လူငယ်ပြောင်းလဲပြောရမယ်ဆိုရင်အခုအချိန်ကြီးရာဆိုရင်နိုင်ငံရေးအချိန်ကြီးပါနေရဆိုရင်စိတ်လေရာတွေပါရှိကြတယ်ပေါ့နော်စိတ်တက်ကြတယ်ပါတကယ်တော့အဲ့ဒါကြီးကစိတ်တက်လည်းကြားစရာမလိုလို့စိတ်လေမှုလည်းကိုမရှိသင့်ဘူးလို့ထင်တယ်ပေါ့နော်ဘာလို့ဆိုအခုဆိုရင်ကျမဆိုရင်အသက်20ရှိပေါ့နော်ကျမဘယ်လိုလုပ်လဲဆိုတော့ကျမ GED ဖြေပါတယ် GED လည်းပြီးခဲ့ပါတယ်ပေါ့နော် GED ပြီးတော့လည်း IELTS လည်းဆက်တက်ခဲ့ပါတယ်ရှင်ကျမဒီလိုမလုပ်ဘူးစိတ်နေနေမယ်ဆိုရင်ကျမတကယ်တက်ချင်တဲ့နိုင်ငံရေးခြားကိုတက်ချင်တဲ့ University ကိုလည်းကျမဒီလိုမျိုးအခုချိန်လေးလိုမျိုးပေါ့နော်ဝင်ခွင့်ရမှာလည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်လူငယ်တွေနဲ့အဓိကပြောချင်တာကတော့ပေါ့နော်သူများရဲ့စိတ်နေလို့ငါလိုက်နေတယ်သူများရဲ့အခုဆိုအရန်ဖြစ်ကြပေါ့နော်ကျမတို့တကယ်ချင်းတွေထဲမှာလည်းရှိကြပါတယ်သူများဂျပန်တင်လို့လိုက်တင်တယ်သူများကိုရီးယားတင်လို့လိုက်တင်တယ်ပေါ့နော်အဲ့လိုကြီးတော့လိုက်မလုပ်ကြပါနဲ့ပေါ့နော်ဘာလို့ဆိုတော့ကိုလိုချင်တာကိုပဲသိရပေါ့နော်အဓိကကိုတိုင်းသိဖို့အရေးကြီးပါတယ်ဘာလို့ဆိုတော့ကိုအိမ်မက်ကိုကဘာဝါသနာပါတယ်ကိုအတွက်ကိုဘဝအတွက်ကိုကဘာလုပ်ချင်လဲဆိုတာအဲ့ဒါကိုတိုင်းသိဖို့အရေးကြီးရပေါ့နော်အဲ့အတွက်ကြောင့်ကိုတိုင်းဘာလုပ်ချင်လဲကိုတိုင်းဘာဖြစ်အောင်လုပ်မယ်ဆိုတာကိုကသိဖို့လိုအပ်ပါတယ်အဲ့အတွက်ကြောင့်အဓိကပြောချင်တာပေါ့နော်စိတ်တက်ကြပြီးစိတ်လေနေရည်ဘာမဖြစ်စေပါနဲ့ဒီလူငယ်ဆိုတာပိုအရေးကြီးရပေါ့နော်မှန်တယ်ပြောရင်ဒီရဲ့လူဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်ဒီ society က
ဒီလူငယ်ဘယ်လိုဖြစ်ထုံမယ်ဒီလူတယောက်ဘယ်လိုဖြစ်ထုံမယ်ဆိုတာဆုံးဖြတ်တာဒီလူငယ်အရွယ်မှာဆုံးဖြတ်တာဖြစ်ပါတယ်ဒီအခုကျမဒီလိုဖြစ်လာတယ်ဆိုတာလေကျမကျောင်းတော့ဆိုနေအရင်တော်ခဲလို့မဟုတ်ပါဘူးဘာလို့ဆိုတော့တကယ်တော့ဒီကျောင်းကိစ္စကျောင်းစာတွေဆိုတာကကိုလုံနိုင်လို့ကိုကြက်ရင်ကြက်တယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမစာကြက်တဲ့လူတွေမှာမပါဘူးပေါ့နော်ဘယ်နိုင်ပြောရဲအဲ့တော့ကျောင်းတော့ဆိုလေတအားခံရပါတယ်ဘယ်လိုခံရလဲဆိုတော့ကိုတိုင်းကိုညံကောင်းတော့ကိုတီးပေမဲ့ကိုကစာလုပ်တဲ့လူမဟုတ်တဲ့အကြောင်းခွဲခြားဆက်ဆံခံရတယ်အများကြီးရှိခဲ့တယ်ပေါ့နော်လူကြီးကြီးကြားထဲမှာတွေ့ကျွဲလူကြီးကြားထဲမှာရှိတယ်ပေါ့နော်အခုကျမဒီလိုအခြေအနေရောက်လာတဲ့အချိန်တွေမှာကြာရင်ဘယ်သူမှအမှန်တမ်းပြောရင်ကျောင်းထဲမှာကိုကပြိုင်ခဲလူတွေဘာရှိခဲ့ရင်တော့မှဒီလိုရတဲ့ကိုကအခုမှသူတို့ရဲ့အများကြီးပို့တာနေပြီနော်အဲ့အတွက်ကြောင့်သူတို့ရဲ့စိတ်ကြနေတဲ့အချိန်မှာဒါလူတိုင်းစိတ်နေနေရပဲငါလည်းစိတ်ဒီလိုက်ပါမယ်ပေါ့နော်အဲ့လိုကြီးမလုပ်ပါနဲ့ဘာလို့ဆိုတော့ကိုရုံးမကိုရမှာဖြစ်ပါတယ်ကိုဒုက္ခရောက်နေဘယ်သူမှလာကြမှာမဟုတ်ကိုတိုင်းကြင်မရမှာဖြစ်တယ်အဲ့အတွက်ကြောင့်ကိုဘဝအတွက်ကိုအဓိကလုပ်ဖို့ပြောချင်တယ်ပေါ့နော်ဒါပြောနေတာမိန်းကလေးတယောက်အနေနဲ့ပြောလို့မိန်းကလေးတွေကိုပဲပြောနေတာပေါ့ပါဘူးအမျိုးသားယောက်ျားလေးတွေကိုလည်းပြောနေတာဖြစ်ပါတယ်ဘာလို့ဆိုတော့အခုခေတ်ကယောက်ျားလေးရောမိန်းကလေးရောတန်းတို့အခွင့်အရေးတော်တော်များများတော့ရပြီပေါ့နော်တော်တော်များပေးထားတယ်လို့ပြောမယ်တခြားမရတာလည်းရှိရပေါ့နော်ဘာလို့ဆိုတော့ဒါ society ကသတ်မှတ်တဲ့အချက်တွေလည်းပေါ့နော်အဲ့ဒီအတွက်ကြောင့်အခုပြောချင်တာကတော့စမကြီးခုနပြောလို့ပေါ့နော်စိတ်နေနေရရင်မလုပ်ပါနဲ့တကယ်တော့ဒါကအနာဂတ်အတွက်ကလူငယ်တွေပဲဖြတ်တန်းရမှာဟောအခုချိန်ကြီးအခုတက်လာတဲ့လူတွေအတွက်ကပဲဖြတ်တန်းရမှာဖြစ်တဲ့အတွက်ကြောင့်ကိုတိုင်းအတွက်ကိုဘဝအတွက်ကိုပြောင်းလဲပါဘယ်လိုဖြစ်ဖြစ်ပေါ့နော်သူများဥပမာပြောသူများနေလို့သူများနောက်အဲ့လိုလောက်တိုင်းမလုပ်ပါနဲ့ကိုတိုင်းသိအောင်အရင်လုပ်ပါကိုပါလို့ရှင်တယ်ကိုပါလုံးမရမယ်ဆိုတာအတွက်အရင်ဆုံးသိအောင်လုပ်ပြီးတော့ကိုဘဝအတွက်ကိုရှောက်လန်းပါလို့ပြောချင်ပါရှင်ကျေးဇူးတင်ပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါပေါ့နော်ခုကျွန်တော်ထင်တယ်ဒီစင်ဘော်ကဆရာမတွေပို့ဘူးပေါ့နော်ခုဒီဘက်ကတက်ရောက်လာတဲ့ဆရာမတွေဘက်ကလည်းဒီအမျိုးသမီးတွေပေါ့နော်ဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ပတ်သက်ပြီးတော့မှဆရာမတွေရဲ့ဆွေးနွေးချက်တွေပေါ်မှာပဲဖြစ်ဖြစ်ဒီတူတယောက်ချင်းစီရဲ့အမြင်ရပဲဖြစ်ဖြစ်ဆွေးနွေးစရာလေးတွေတော့ရှိနေလိမ့်မယ်လို့ထင်တယ်ပေါ့နော်တစ်ဖက်ကခန္ဓာစီစဉ်သူဘက်ကတော့အချိန်ဘယ်လောက်ကြံလဲတော့မသိဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်လည်းဆွေးနွေးတဲ့ဆရာမတွေရဲ့ဆွေးနွေးမှုမှာလိုက်ပြီးတော့ဘောနော်တိုင်းနေနေပဲအချိန်ကတော့ပါသွားတယ်နဲ့တူတယ်ပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်ဒီမှာလည်းပထမဆုံးအချိန်ကန့်တန်းနေနဲ့3ခုလောက်တော့ကျွန်တော်တို့လက်ခံပြီးလို့ရမယ်နဲ့တူတယ်ပေါ့နော်အဲ့လိုပြောတဲ့အခါမှာဒီဆွေးနွေးသွားတဲ့ဆရာမတွေပေါ်မှာမေးခွန်းမေးတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်လည်းဒီhow to accelerate action ပေါ့နော်ဘယ်လိုမျိုးကျွန်တော်တို့အချိန်ကိုပုံပြမလဲဆိုတော့ကိုယ့်ရဲ့အမြင်လေးတွေမျှဝေတာလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲ့တော့ကြတော့ဆွေးနွေးခြင်းတဲ့ဆရာဆရာမတွေကိုဖိတ်ခေါ်ပါလေမေးမြန်းခြင်းတဲ့ဆရာဆရာမတွေကိုဟုတ်ပါပြီဒီမဲ့တရား Hello ဟုတ်ကဲ့ပါမိသားပါကျွန်မနာမည်လည်းစုဖြစ်ပါကျွန်မတို့ဒီတောင်ကြီးမြောက်ဖြစ်စခန်းမှာ Youth Learning Center ဖွင့်ထားပါဘောနော်အခုဒီနေ့ဆိုရှင်ဆရာမတို့ဆရာတို့အားလုံးပြောတော့ကျွန်မခင်ရှင်နဲ့တော်တော်တူတယ်ပေါ့နော်ကိုတိုင်းပြောင်းတယ်ပေါ့ကျွန်မကိုတိုင်းကလည်းကျွန်မအဝိတ္တရောပေါ့ကျွန်မအမျိုးသား2020မှာဆုံးသွားတယ်ကျွန်မကလေး2နှစ်ပေါ့ဆရာမအဲ့ဒီဆရာမတော်တင်မမမောင်ပြောတော့ဆိုဆရာမကလေး2ယောက်နဲ့ပေါ့နော်ပြီးရင်ဆရာမကအိမ်ထောင်ရှင်စွမ်းရည်ရဲ့အလားကောပြီးရင်ဒီရဲ့စွမ်းရည်ရောစုရတာဆိုအဲ့တော့တော်တော်လေးပေါ့ဆမတို့ဖြည့်ထားတဲ့အဖြည့်နမပါပြီပေါ့တကယ်ရှိကျူးရပေါ့နော်အဲ့ဒါအရင်ဆုံး appreciate လုပ်ပြစေလို့ပြီးရင်သမီးအနေနဲ့ဆိုချက်ကိုလည်းအိမ်မှာစာတင်နေဆိုငါများပေါ့နော်ចောင်းသူចောင်းသားတွေခွဲပြီးပြောမိရများရှိလားပေါ့နော်အဲ့ဒါလေးလည်းကိုပြန်ဆင်ရှင်ပြီးရဲ့ပြီးဒီမှာဆရာမတို့သမီးအနေနဲ့ပေါ့ဒီမှာဆိုရှင်ဆာလာတင်တဲ့ကလေးတချို့ဆိုစိတ်လေးနေတာပေါ့နော်သူတို့ကိုလူငယ်အရှင်းရှင်းတယောက်အနေနဲ့ဘယ်လိုပြန်ပြောပြပေးစီရှင်လဲပေါ့နော်ကျယ်စင်ကိုမိခွန်ပေါ့နော်ပြီးရင်စမတော်တင်မမမောင်ကျော်ကိုအဲ့လိုတချို့ကျမနာလာမေးလာတယ်အိမ်ထောင်ရှင်အမျိုးသမီးတွေရှိရပေါ့ငါတို့ဒီလိုခံနေရတယ်ဒါပေမဲ့တို့စိတ်ဆုံးဖြတ်ချက်တွေမပြတ်တာပေါ့အဲ့ဆိုဘယ်လိုမျိုးခွန်အားတွေပေးရမှာလဲပေါ့တို့ရက်တည်နိုင်အောင်ပေါ့ကိုစမတယောက်အနေနဲ့ပေါ့ကျေးဇူးတင်ပါတယ်ချက်အားလုံးဟုတ်
အရင်ဆုံးပြောရရင်ပေါ့နော်ဒီចောင်းသားရဲ့အတွက်ဆိုရင်ပေါ့နော်စိတ်နေတာပါညာဆိုတာကတော့စိတ်တက်ဒီပါကြာဆိုဖြစ်ခဲ့ပူပါတယ်ဘာလို့ဆိုဘောနော်19နှစ်16နှစ်19နှစ်မှာဆိုဒီလိုနိုင်ငံရေးတွေကိုဗစ်တွေဖြစ်တဲ့ကြောင့်အကြောင်းမတက်တာပါရှိခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာအဲ့လိုဖြစ်ခဲ့တဲ့အချိန်မှာတော့တော်တော်နားခဲ့ပေါ့2နှစ်လောက်နားခဲ့ပေါ့နော်ဒါပေမဲ့အဲ့လိုဖြစ်နေပေမဲ့လည်းအခုကနည်းနည်းတော့ဘယ်လိုပြောမလဲအဆင်ပြေလာပြီပေါ့နော်အဆင်တော့မပြေသေးပေမဲ့လည်းအထက်ဆိုင်ယောဂတွေပါမရှိတော့တဲ့အတွက်ကြောင့်ကိုကအဲ့လိုဟာစိတ်တက်ကြတာကြီးစိတ်လီတာကြီးအခုဒီနှစ်ထိတော့တည်လာဖို့တော့အဆင်မပြေတော့ဘူးနေနော်ဘာလို့ဆိုတော့ကိုဘဝရရှေ့ဆက်ရအောင်ပါဆိုတော့လေအဲ့တော့ကျောင်းသားအနေနဲ့ပြောချင်တာပေါ့နော်ကိုတိုင်းတီးဖို့ပဲလိုပါတယ်ခုနပြောသလိုပေါ့နော်ဘယ်လိုပဲဖြစ်နေဒီလိုပုံစံကြီးတိုင်းတော့ဆက်တော့မသွားသင့်ပါဘူးပေါ့နော်စိတ်နေရစိတ်တက်ကြရဆိုတော့အချိန်တိုင်းတာတော့ရှိရပေါ့နော်အဲ့တော့ကိုကဒီအချိန်စိတ်နေနေဆိုဒီနေ့စိတ်နေဆိုလက်ခံတော့မနေဖို့ပေါ့နော်အဲ့လိုပြောချင်ပါတယ်ရှင်ကဲမင်္ဂလာပါညီမဟုတ်အိမ်အောင်ရှင်မျိုးသမီးတွေခုနကပြောတယ်နော်ညီမကိုအဲ့လိုစိတ်ကြတာတွေရှိရင်ဘယ်လိုမျိုးပြန်ပြီးတော့ဘယ်လိုရင်ဆိုင်ရမလဲခုနကညီမလေးမေးသွားတဲ့မေးခွန်းပေါ့အမအကြံပေးချင်တာတော့မျိုးသမီးတွေလူမျိုးတွေပေါ့ကြုံခဲ့ရတဲ့ကလေးတွေရှိတယ်ဆိုရင်နံပါတ်1ကိုယ်သမီးကိုကြည့်ပါကိုယ်သမီးကိုအတွက်ဆုံးဖြတ်ချက်ခိုင်ပါပါမตายရတဲ့အိမ်အောင်ကြီးတစ်ခုကိုဆက်လက်လမ်းလျှောက်နေတာသမီးရဲ့စိတ်တိုင်းကအယံဝင်ရပါတယ်အရင်ခေတ်နဲ့ခုခေတ်နဲ့အရင်ကကွာခြားပါတယ်ညီမလေးအရင်ခေတ်ကကြတော့ဒီတာအိမ်အောင်ခွဲမှာတိတ်ကြောက်ကြတယ်အိမ်အောင်ခွဲရင်တာသမီးတွေစိတ်ထိခိုက်မယ်ဆိုပြီးပို့ပြီးထင်တယ်ဒါပေမဲ့တကယ်တမ်းကလေလက်တွေ့မှာအဲ့လိုမဖြစ်နေပါဘူးအိမ်အောင်ခွဲလိုက်ခါမှာစိတ်လွတ်လပ်သွားတဲ့တာသမီးတွေအများကြီးပါအဲ့တော့ဒီမိသားစုတွေမှာဒီဖေးအေးမအေးရန်ဖြစ်နေရတယ်စကားများတာတွေကိုမြင်ပြီးစိတ်ညစ်ပြီးစိတ်အားငယ်တဲ့တာသမီးတွေကိုကယူမဲ့အစားကလေးတွေကိုတယောက်စီလွတ်လပ်ခွင့်ပေးပြီးတော့လေအဲ့လိုမျိုးဖေးမှာတာသမီးမရှိတဲ့သမီးပါတယ်ဆိုတော့နော်မိဘရဲ့မျိုးသမီးတွေဆိုရင်လည်းကိုပြန်ကြည့်ပါကိုရဲ့ဘဝနောက်ဆုံးကိုရဲ့မိဘကိုရဲ့တိုင်းဝိုင်းပေါ့ဘယ်သူမှတော့ဒီအိမ်အောင်ခွဲဆိုတာကိုဒီတိုင်းဝိုင်းမှာရုပ်ပြက်ပြီးတော့လက်မခံပါဘူးအားလုံးတော့ဝိုင်းပြီးဆွဲကြတယ်ဒါပေမဲ့ကိုခံရတာကိုသိဆုံးပါအဲ့ဒီအတွက်ကိုကရဲရင်ဖို့လိုရတယ်နောက်ပြီးဘယ်လိုတုံ့ပြန်မလဲတုံ့ပြန်မှုအားဖြင့်လေကိုအရင်တက်တည်သွင်းပါကိုရဲ့တက်တည်ရင်ရှိဖို့လိုပါတယ်နောက်တစ်ခုကစိတ်မပြောညံ့ပါနဲ့ကိုလည်းအများကြီးပြောညံ့ခဲ့ဘူးပါတယ်၄နှစ်လောက်ထိကိုပြောညံ့ခဲ့ဘူးပါတယ်အချင်းချင်းဒီဟာကြီးကိုဆွဲပြီးတော့မြဲမယ်ဆိုပြီးခံယူတဲ့မျိုးသမီးတွေကြီးပါပဲ10ယောက်မှာ10ယောက်လုံးနီးကအိမ်တော်မကွဲဖို့စ조사တဲ့မျိုးသမီးတွေကြီးပါကွဲချင်တာဒီများတော့အဖြစ်မျိုးသားဘက်ကတော့များတာပေါ့နော်မရှိဘူးလို့တော့မပြောမျိုးသမီးဆိုတာတွေလည်းရှိပါတယ်ဒါဖြစ်တဲ့သဘာဝတွေမှာဆိုရင်မျိုးသမီးတွေရဲ့စိတ်ဓာတ်ကပို့ပြီးတော့ဒီအိမ်တော်ကွဲဖို့မဖြစ်နိုင်ပါဘူးတသမီးတွေကိုဒီဖေးဒီမေးတခုနဲ့ပဲထားချင်တာပဲမိဘမဆိုဒီဆန္ဒပါအဲ့တော့ဒီမျိုးသမီးတွေမှာညီမလေးပြန်ပြီးတော့သူတို့ကိုပြန်ပြီးစိတ်ခေါ်အားပေးဖို့ဆိုရင်နံပါတ်1သားသမီးတွေကိုကြည့်ပါသားသမီးတွေကဖေးကိုချစ်နေလို့ကိုကမဆုံးဖြတ်ဘူးဆိုတော့မှားတယ်အရန်မှားပါတယ်တကယ်လွတ်မြောက်သွားခါမှဒီသားသမီးတွေရဲ့အမြင်တွေသူတို့တွေရဲ့စိတ်ဒဏ်ရာရနေတဲ့အရာတွေကိုမြင်ရတယ်အများကြီးပါဆရာမသားကြီးဆိုလို့ရှိရင်စိတ်ကြခဲ့လို့အခုဆိုရင်10နှစ်ရှိပြီပေါ့နော်စိတ်ကြတဲ့ယောဂကို2နှစ်လောက်ပြန်ကုလိုက်ရပါတယ်ဖေးကိုချစ်တယ်လို့ပဲဆရာမကထင်နေတာပါဒါပေမဲ့မဟုတ်ပါဘူးသူ့ရဲ့စိတ်ထဲမှာချစ်တယ်ဒါပေမဲ့ဒဏ်ရာကလေးမှာဖြစ်နေပါတယ်ဘာလို့ဆိုတော့တအားကိုရိုက်ခတ်မှုတွေကိုမြင်ခဲ့ရတော့လေအဲ့တော့အဲ့ဟာကိုလည်းကိုကပြန်ပြီးတော့ခုချိန်မှာတော့အရန်အောင်ပျော်ရွှင်နေပါပြီသားသမီးတွေအရန်အောင်ပျော်ရွှင်နေကလေးတွေကပျော်ရွှင်နေတာရတဲ့ဘဝမှာရနေတယ်ကိုတိုင်းလည်းခုလိုပေါ့တာရတဲ့ဘဝမှာနေပါတယ်နောက်တစ်ခုကညီမလေးခုနပြောတာဟုတ်ပါတယ်ကျွန်မအိမ်အောင်ရှင် Miss Jam ပေါ့နော်2019ခုနှစ်မှာဒီနိုင်ငံလုံးမှာဝင်လာရခဲ့ပါတယ်အဲ့ဒီအတွက်တော့လည်းကျွန်မအများကြီးကြိုးစားခဲ့ရပါတယ်နော်အလုပ်ပညာပိုင်းတွေရဲ့အခုလိုမျိုးပြောနော်အများကြီးကျွန်မဆောင်းပြန်ခဲ့တဲ့အစစ်တဟိုးပါမှာဒီမြန်မာနိုင်ငံလုံးမှာဆူရခဲ့ပါတယ်နိုင်ငံသားကိုပို့ထီလဲနိုင်ငံသားမှာကိုစားပြုဝင်ပြိုင်ဖို့ထီလဲရွေးချယ်ခံထားရပါတယ်အဲ့ဒီကနေမှဒီနိုင်ငံရေးလေးတွေဖြစ်သွားတော့လေဇမအနေနဲ့ဝင်ပြိုင်ဖြစ်ခဲ့ရတဲ့အတိုင်းအတာတွေရှိပါတယ်မှန်ပါတယ်ရှင်အဲ့ဒီအတွက်ညီမတို့အတွက်နမူနာဖြစ်တယ်ဆိုရင်ပဲအမတရားတွေဖြတ်သန်းကြုံလည်းနှက်နေပါပြီအဲ့တော့အားလုံးကညီမလေးပြောသလိုခုနကဒီလိုကိစ္စလေးဖြစ်လာတဲ့အခါမှာအဓိကနံပါတ်1သမီးကိုကြည့်ပါနံပါတ်2ကိုကြည့်ပါနံပါတ်3ကတော့ကိုပတ်ဝန်းကျင်ကတော့တူချင်းတန်တာတူပါလာပါလိမ့်မယ်အမြင်မှားနေတဲ့အရာတွေကချိန်တန်အမြင်တဲ့သွားပါလိမ့်မယ်အဲ့လိုလေးပဲညီမလေးကအားလုံးအားပေးပါလို့မျိုးသားလေးဒီနဲ့လဲဒီမှာတက်ရောက်တဲ့မျိုးသားတွေနဲ့လဲကိုမျိုးသမီးကိုဖေးမပေးကြပါနည်းနည်းဟိုဘောနော်ကိုချင်းစာစိတ်ကလေးတွေပေါ့ထည့်ပေးပါဘာပဲပြောမျိုးသားတွေကတော့ပါတယ်တော်တယ်အရန်ကိုသူတို့တွေမှာလဲစွမ်းဆောင်ရည်ရှိပြီးသားပါဒါပေမဲ့ကိုချင်းစာစိတ်ကလေးပဲလိုတာပါစာနာတတ်ဖို့ပေါ့နော်စာနာတတ်ဖို့စိတ်ကလေးကတော့အမျိုးသမီးနဲ့မျိုးသားမှာမျိုးသမီးကလည်းများတာပါအဲ့တော့အဲ့ဒီလိုမျိုးနေရာကိုခန်းစားတတ်ဖို့ဆိုတော့ကိုချင်းစာမှာဖြစ်တာမို့လို့
အဲ့ဒါလေးကိုတော့ဒီမှာတက်ရောက်တဲ့မျိုးသားလေးကိုလည်းအားလုံးဆင်မ request လုပ်တာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင် ဟုတ်ကဲ့နောက်ထပ်မိကုံမေးချင်တာကိုယ့်ရဲ့အမြင်လေးတွေမျှဝေချင်တာရှိမလားတကယ်လို့မရှိတော့ဘူးဆိုရင်လည်းကျွန်တော်တို့အစီအစဉ်တိုင်းရှေ့ဆက်ခွင့်ပြုပါပေါ့နော်ဒီနေ့အခုစကားဝိုင်းမှာပေါ့နော်ဒီမတူညီတဲ့အမြင်တွေနောက်တစ်ခါဒီမျိုးသမီးတွေအတွက်ကိုအခွင့်အရေးတွေတန်တူညီမျှမှုတွေစွမ်းဆောင်ရည်မြင့်တက်ဖို့တွေပေါ့နော်ဒါတွေကိုမတူညီတဲ့အမြင်တွေနဲ့ညှဝေပြီးဆွေးနွေးပြီးခဲ့တယ်ပေါ့နော်ပေးခဲ့တဲ့ဆရာမတို့အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီလက်ရှိအနေနဲ့ကတော့ကျွန်တော်တို့အနေနဲ့ဆရာမတို့ဆွေးနွေးတဲ့အချိန်မှာပါတယ်လို့ပါပဲကျွန်တော်တို့နိုင်ငံကတော့ပူပြီးတော့နေဝေးတာပေါ့လေကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင်လည်းဒီအမျိုးသမီးတွေရဲ့ကဏ္ဍကနှစ်စဉ်သားတွေလုပ်နေပြီပဲလို့အရွေးတစ်ခုတည်းပေါ့နော်ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်ပြီလားဆိုလို့ရှိရင်တော့မရောက်သေးပါဘူးဒါကြောင့်လည်းသူတို့ရဲ့ဆောင်ဖို့မှာကိုပဲအရှိန်ပို့ပြီးတော့ပြင်ဖို့ပေါ့နော်accelerate action ဆိုပြီးတော့သူကဒါကိုပဲ highlight ထပ်ပြီးတော့လုပ်နေတာပေါ့နော်အထူးသဖြင့်တော့သူ့ရဲ့နိုင်ငံဒီကမ္ဘာလုံးအတိုင်းအတာနဲ့ကြည့်လို့ရှိရင်လည်းနိုင်ငံရေးစီးပွားရေးပြည်ပခါတွေကြားမှာဒီအမျိုးသမီးတွေရဲ့အခမ်းကဏ္ဍအမျိုးသမီးတွေရဲ့အခွင့်အရေးတွေဆုံးရှုံးနေတာတွေဒါတွေကလည်းရှိနေလို့ပဲပေါ့နော်နောက်တစ်ခုကတော့ဒီနိုင်ငံတွေရဲ့ပြဋ္ဌာန်းတဲ့မူဝါဒတွေကလည်းဘာပဲဖြစ်ဖြစ်ဒီအမျိုးသမီးအခမ်းကဏ္ဍတွေကိုမြင့်တင်တဲ့အခါမှာအသာစီးတွေပဲပေါ့နော်ဒါတွေကလည်းမဖြစ်မနေလိုအပ်တယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့ဒီကမ္ဘာလုံးအတိုင်းအတာနဲ့ကြုံတွေ့နေရတဲ့ခုနပြည်ပခါတွေမကဘူးစင်းရဲပွဲတည်မှုတွေကလည်းဘာပဲဖြစ်ဖြစ်အမျိုးသမီးတွေရဲ့အခမ်းကဏ္ဍကိုမြင့်တင်တဲ့အခါမှာစိတ်ခေါ်မှုတွေပဲပေါ့နော်အခုကျွန်တော်တို့နိုင်ငံမှာလည်းအခုဆရာမတို့ဆွေးနွေးတဲ့အထက်မှာပေါ့နော် empower ဖြစ်ဖို့ဆိုတာခုနသမီးဖြူစင်ပြောတယ်ကိုယ့်ရဲ့အတတ်ပညာကိုယ်ကပညာရှင်တယောက်ကိုယ်မှာလာ confidence ရှိနိုင်တဲ့အတတ်ပညာအသိပညာတစ်ခုခုရှိနေလို့ရှိရင်ဒါလည်း empower ဖြစ်တာပဲပေါ့နော်နောက်ကလူမှုအတိုင်းဝိုင်းကလက်ခံဖို့ဆိုတာလေကိုယ်မှာဝင်ငွေနဲ့ရက်တည်မှုတော့ကြောဝါချမ်းသာမှုဒါတွေကလည်းempower ဖြစ်ဖို့ဒီမှာတစ်ချက်ပါဝင်တယ်ပေါ့နော်နောက်တစ်ခုကတော့အခုမန်နီပြောသွားတဲ့ကိုယ့်ရဲ့ပေါ့နော်ယုံကြည်ချက်တွေရလောက်ကင်တဲ့အခါမှာပေါ့နော်အများလက်ခံနိုင်အောင်ကြိုးစားနိုင်မှုတွေကလည်းဒါလိုတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေရနိုင်မှုဆိုတာကခုနပြောလို့ဒီအမျိုးသမီးတို့ဒါနဲ့ပတ်သက်တဲ့လူတွေမကဘူးအားလုံးကနေပြီးမှစိတ်ဟိုတာအားလုံးကနေပြီးမှဒါကိုနားလည်လက်ခံမှတာဒီအချိန်ကိုပို့ပြီးတော့မြင်လို့ရမှာပေါ့နော်ကျွန်တော်တို့ဒီဝိုင်းမှာဒီဆွေးနွေးပွဲမှာဒီနေရာမှာဘယ်လောက်ပဲပြောနေနေပေါ့နော်ဒါတွေကိုနားမလည်သေးတဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေရှိမယ်သက်ဆိုင်ရာဌာနဆိုင်ရာတွေလည်းရှိကောင်းရှိမယ်နိုင်ငံရေးနယ်ပယ်ကလူတွေလည်းရှိကောင်းရှိမယ်လက်နက်ကိုင်ဖွဲ့စည်းတွေမှာလည်းရှိကောင်းရှိမယ်ဒါတွေကအားလုံးကဒီဟာကိုနားလည်နေဖို့တော့လိုတယ်ပေါ့နော်အထူးဖြင့်တော့အခုလက်ရှိအမှာကဒီတဲ့ပို့ပြီးတော့အားလုံးနားလည်အောင်ကျွန်တော်တို့ကလည်းပို့ပြီးတော့ကြိုးစားဖို့လည်းလိုတယ်ပေါ့နော်ထိုနည်းတူသူကိုဆရာမတို့ခဏ highlight လုပ်ပြီးပြောတယ်ကိုတိုင်ရစပြီးတော့မှအတိုင်းဝိုင်းတစ်ခုလုံးကနေနားလည်လက်ခံပြီးတော့မှတကယ်ကိုwoman empowerment ဖြစ်လာဖို့ကတော့အားလုံးကတက်ညီလက်ညီနဲ့ရွေးတစ်ခုကိုစူးစမ်းပါရမယ်အမျိုးသမီးတွေနေနဲ့မဟုတ်ဘူးအမျိုးသားတွေကလည်းချိတ်ဆက်ကူညီပေးဖို့လိုတယ်နောက်တစ်ခါဒီအမျိုးသမီးကဏ္ဍကိုပြောနေတဲ့အခါမှာလည်းမဖြစ်မနေကျွန်တော်တို့ကချန်လှပ်ထားလို့မရတာကခုနလိင်စိတ်ခိုင်မှုကွဲပြားတဲ့ transgender တွေရဲ့အခွင့်အရေးတွေသူတို့ကို empower ဖြစ်အောင်ဘယ်လိုမျိုးလုပ်လဲဆိုတာကလည်းမဖြစ်မနေစဉ်းစားပြီးဖို့လိုတယ်ဆိုတဲ့ဆွေးနွေးမှုရလဒ်လေးတွေကိုတွေ့ရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့တစ်နှစ်အရွှေတစ်ခုပို့ပြီးတော့မှဒီအမျိုးသမီးတွေပဲဆုံးဖွံ့ဖြိုးတိုးတက်လာဖို့အတွက်ကိုဆက်ပြီးတော့ကျွန်တော်တို့စူးစမ်းကြမယ်ဆိုတာကိုယုံကြည်ပါတယ်အားလုံးကိုလည်းဆွေးနွေးပေးတဲ့ဆရာမတို့ကိုရောပါဝင်ဆွေးနွေးပေးသူတွေကိုရောကျေးဇူးတင်ပါတယ်เนาะအစီအစဉ်လေးကိုဒီဆရာမကိန်းကြီးတို့ဘက်ကိုပြန်ပြီးလွှဲပေးလိုက်ပါမယ်ကျေးဇူးပါစင်ကိုဆွေးနွေးပြီးမှအဆုံးပေးပါပါဆရာစမားတို့အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျွန်တော်ဘက်ကပေါ့နော်ဒီပြန်လက်ဆောင်ပေးအပ်ရပေါ့နော်စမကုန်းမြင့်ကိုဖိတ်ခေါ်ပါရရှင်
ဒီလိုရပါတယ်